ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီမနေ့ကတော့ငါက leadership style တွေအများကြီးကိုပြောပြသွားတယ်ကျမတို့လေနော် leadership အဲ့တော့မနေ့ရဲ့ဒီဟာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် leadership ဆိုတာကဗာလဲ one style ဟာငါဒီ leader ဆိုတာဒီလိုပုံစံဖြစ်ရမယ်ဆိုတဲ့ဟာကြီးကမရှိဒါကတော့ကျမ it depends လို့ပြောရတာပေါ့နော်။ဆိုတော့မနေ့ကမကြဖြစ်တဲ့သူတွေအတွက်ပြောမယ်ဆိုလို့ရှိရင် it depends ကဘယ်ကနေလာတာလဲဆိုတော့ကျမ Harvard မှာဒီ higher education leadership သွား course သွားတက်တဲ့အခါမှာဒီကျမရဲ့ professor တွေရော any professor every professor တွေတို့ကတခုခုဖြေတော့မယ်ဆို it depends ဆိုပြောတယ်။ဘာဖြစ်လို့လဲဆိုသူတို့ရဲ့ကျမတို့ကနောက်တာပေါ့နော်။ဆရာတို့ဆရာမဘာလို့အမြဲ it depends ဟိုထက်နေတာလဲလို့ပြောတဲ့ခါကျတော့သူတို့ဖြေတဲ့ဟာသူတို့ရဲ့ opinion တည်တံ့ဖြစ်တယ်ဘလောက်ပဲမှန်နေဆိုရင်မဲ့လဲabsolute truth ဆိုတာကဘာပေါ်မှာသိရှားတယ် situation ကြောင့် condition ကြောင့်အများကြီးပြောင်းလဲနေတာဖြစ်တဲ့ကြောင့်သူတို့ဖြေတဲ့အဖြေဟာလဲအများစုအတွက်မှန်နိုင်ပေမဲ့လူတိုင်းအတွက်မမှန်နိုင်တဲ့အတွက်ကြောင့် it depends လို့ပြောတာအဲ့တော့ကျမရဲ့ခံယူချက်ကတော့ leadership မှာဘယ် style ကမှကွက်တိဖြစ်တယ်ဆိုတာမျိုးမရှိဘူးလို့ဒါမနေ့ကပြောသွားတယ်ပေါ့နော်မနေ့ကပြောသွားတဲ့အထဲထဲမှာဆိုလို့ရှိရင်နည်းနည်းပြန်ပြီးတော့နှွေးပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်effective leadership style in business လို့ပြောတဲ့တဲ့ဒါ effective ဖြစ်တယ်ဆိုပေမဲ့ကျမတို့က business မှာလည်း leadership ဆိုတဲ့ဟာကိုခေါင်းစဉ်တစ်ခုနဲ့သင်နေပေါ့နော်ဆိုတော့ဥပမာ leading မှာလည်း leadership style တွေကိုသင်နေအဲ့တော့ရှင်းပြောရင် effective ဖြစ်သလားမဖြစ်သလားဆိုတာချက်လူတွေကကျမတို့ကဒီ business ကိုပဲဖြစ်ဖြစ် management ကိုပဲဖြစ်ဖြစ်လူတစ်ယောက်ကဒီ concept ကိုရလာတယ်အဲ့ concept လုပ်တဲ့ခါကိုသူကလူတွေကိုချပြတယ်လူတွေကလည်းသဘောကျတယ်ဒီ practice ကိုလုပ်တယ်ပြီးတဲ့အခါသူ့ရဲ့ concept တိုင်းကိုပေါ့နော်ကျမတို့ research တွေလုပ်တယ် survey တွေလုပ်တယ်ပေါ့နော်အဲ့ဒီခါကျသူပြောတဲ့အတိုင်းမှန်ပါတယ်ဆိုကျမတို့ကဘာဖြစ်လာလဲဆို theory ဖြစ်လာတယ်နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ဒါ academy မှာသွားကြတဲ့ခါကျအဲ့ theory ဖြစ်လာပြီးတော့လူတွေကဟုတ်ပြီဒါသူပြောတာထောက်ခံနေဆိုတာဟုတ်ဖြစ်လာတော့ဒီ management ဒါမှမဟုတ် business မှာလူတွေက found out ဖြစ်ပြီးတော့မှဟာဒီလို style တွေကတော့ဒီလို leadership ဖြစ်ပါတယ်လို့လူတွေပြောစမှတ်ဖြစ်လာတဲ့ leadership style တွေကိုပဲပြောခြင်းဖြစ်တယ်အဲ့တော့လူတွေ found out မဖြစ်သေးတဲ့ leadership style တွေလည်းရှိမှာပေါ့နော် concept paper တခုအဖြစ်ပဲရှိနေပြီးတော့ဒါကို theory အဖြစ်ထုတ်လို့မရသေးတဲ့ဟာလည်းရှိမှာပေါ့အခုကျမပြောတဲ့authentic leadership ဆိုတဲ့ဟာမျိုးဆိုရင် तू က concept ပဲရှိသေးတယ်။ဒီလူတိုင်းကတွင်ကြဲဒါကြီးကိုဟိုလိုမျိုးဘယ်လိုခေါ်မလဲဒီလိုအခုရှိနေတဲ့လိုမျိုးเนาะ bureaucratic autocratic တို့လိုမျိုးလူတွေတွင်ကြဲသုံးတဲ့ဟာမျိုးမဟုတ်သေးဘူးပေါ့နော်။ဒါကြောင့်မလို့လဲကျမက concept ပဲဖြစ်နေတဲ့ဟာကို theory တမျိုးလူအများစုကနေပြီးလက်ခံလာတဲ့ဟာမျိုးကျမဟို thesis လုပ်ချင်တာပေါ့နော်။လုပ်ဖြစ်မလားမလုပ်ဖြစ်မလားတော့မသိပေမဲ့ကျမလုပ်ချင်တာဖြစ်တာအဲ့တော့ effective ဆိုတာ leadership style in business ဆိုတာလူတွေက already steady already you know နော် research လုပ်ပြီးတော့ပေါ်ပေါက်လာတဲ့ဟာတွေပြောတာအဲ့တော့မနေ့ကတင်ကြီးကပြောသွားတယ်ဒီဟာတွေကပဲ effective ဖြစ်တာကျန်တဲ့ဟာ effective မဖြစ်ဘူးလားဆိုတော့ဟိုဒီလို academic မှာတော့ဒီလိုသဘောမျိုးလေးနော်လူတွေ found out ဖြစ်ပြီးလူတွေကလက်ခံကြတဲ့ဟာဖြစ်လာတဲ့ leadership style တွေပဲကျမတို့ပြန်ပြီးတော့မှsharing ဖြစ်ပါတယ်ဆိုတော့သူဒီ style တွေမဟုတ်ဘဲနဲ့ကိုလဲဖြစ်နိုင်တာအဲ့တော့ခုနပြောသလိုမျိုး bureaucratic leadership เนาะ autocratic leadership democratic leadership listen flares charismatic leadership seven leadership transactional leadership net transformation leadership ဆိုတာပြောတယ်အမြန်ပြန်ပြောရမယ်ဆိုရင် bureaucratic ဆိုတာ rules and procedure တွေအတိုင်းပဲဖြစ်တယ်သူလဲဟိုစပါလဲသူလည်းဟိုဒီအတိုင်း strictly follow လုပ်တယ်လို့သူ့ရဲ့ followers တွေသူ့ရဲ့ employees တွေသူ့ရဲ့ subordinates တွေကိုလည်းဒီအတိုင်း day to day operation တွေကိုသူကလုပ်တယ်အဲ့တော့ကောင်းတာတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီလိုလုပ်ရင်ဒီလိုလုပ်ပါတော့မလားလို့ခက်မှန်းနေကြမလို့လူတယောက်ကိုတစ်မျိုးအုပ်ချုပ်ရင်ကြတော့ဘာဖြစ်နေလဲဆိုသူ့ကိုတော့ဒီလိုလုပ်တယ်ငါ့ကိုကြတော့ဘယ်လိုလုပ်မလဲဆိုခက်မှန်းနေရဒါပေမဲ့ကျမတို့ rule procedure တွေရှိပြီးသားအဲ့တိုင်းကိုကိုယ်တိုင်ရောလူတွေအားလုံးကိုလောက်ခိုင်းတယ်လိုက်နာတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့လူတွေကခက်မှန်းနေကြမလို့တော့ဒီလိုလုပ်ရင်တော့သူတို့ဖြစ်မှာပဲဆိုတော့ဖြစ်တယ်ပြီးတော့သူမလို့ရှောင်သွားတယ်ဆိုတာမရှိဘူးအဲ့တိုင်းသူလည်းခံရတယ်အဲ့တော့ကောင်းတာကဟိုလူအဲ့ဒါကိုတပိချာ intention ကောင်းနဲ့အုပ်ချုပ်မယ်ဆိုလို့ရှိရင်လူတွေကကြိုက်ကြပြီးတော့တချို့ organization တွေဥပမာ military လိုမျိုးတချို့တော့ government လိုမျိုးအခုနမနေ့ကဥပမာပေးသွားတယ် laboratory နည်းနည်းလေးမှားသွားတာနဲ့လူသေးသွားမှာเนาะနည်းနည်းလေး testing မှားတာနဲ့ပိုးတွေအပြင်ကိုပြင့်သွားမှာဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ကတကယ် rules and procedure တွေကောင်းလိုက်နာဖို့လိုအပ်တယ် covid-19
စိတ်ကူတယ်နော်စိတ်ကူတဲ့အခါမှာလည်းဘာဖြစ်လဲသူ့ရဲ့အထက်တွေနော်ကျမတို့မနှစ်ကဆိုလို့ရှိရင်ဒီ nurse တွေ doctor တွေကဘလို့အထက်ဝတ်ဆင်ရလဲဆိုတဲ့ဟာတွေလူတွေဗီဒီယိုနဲ့ပြတယ်ဆိုတော့နည်းနည်းလေး procedure လွဲသွားတယ်ဘာဖြစ်သွားပြီလဲကိုယ့်ကိုပို့ကူးသွားမှာပဲနော်ဒီလိုဟာမျိုးတွေရှိရဲ့အတွက်ကြောင့်မလို့ကျမတို့ bureaucratic leadership ကလည်းတုံးတက်ရင်တော့ကောင်းတဲ့ leadership တစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ဗာလဲ autocratic means ဘာလဲဆိုလို့ရှိရင်သူကdecision မှန်သမျှကိုသူကပဲ finance ဆေးပဲဘလောက်ပဲသူများကလောက်တယ်ပြောသူများကဥမာ10ယောက်ကပြောတယ်10မျိုးပြောတယ်ဒါသူကြိုက်တဲ့ဟာတစ်ခုရှိရင်သူယူပြီးတော့သူ့ရဲ့ idea နဲ့ထပ်ပါမယ်ပြောတယ်တစ်ခုမှမကြိုက်ဘူးဆိုရင်လည်းသူကပြောမယ်အဲ့တော့ autocratic ကလူတွေကကောင်းမှမလားလို့ပြောတယ်ဘလို့လူကအုပ်ချုပ်တာလဲပြီးရင်ဘလို့အခြေအနေမျိုးလဲပါမူတည်ပြီး autocratic မှာလည်းအားသာချက်ရှိရယ်အဲ့တော့ခုနပြော autocratic နဲ့ပြောပြီးတော့လူတွေကကြိုက်သလိုနဲ့ handful ဖြစ်ခဲ့တဲ့ leaders တွေရှိရဲအဲ့ဒါ Adolf Hitler တို့Putin တို့ဆိုပေမဲ့လူတွေအတွက်တကယ်ကို effective ဖြစ်ပြီး better community ကိုလုပ်နိုင်တဲ့သူလည်းရှိရဲအဲ့ဒါ Bill Gates မနေ့ကအဲ့အကြောင်းကိုလည်းပြောသွားခဲ့တယ်သူကအရန် autocratic leader အကျက်စားကြီးတော့မဟုတ်ဘူးနည်းနည်းတော့သူများကိုနားထောင်တယ်ဒါပေမဲ့ခုနပြောခဲ့သလိုပဲသူများကိုနားထောင်နေဆိုရင်သူယူချင်မှယူမှာဘာဖြစ်လို့သူကအဲ့ဟာကိုလုပ်နိုင်လဲဆိုသူ့ idea သူများ idea တက်ကောင်းတယ်လေနော်ပြီးသွားလို့ရှိရင်သူစဉ်းစားနိုင်တဲ့ IQ တက်မြင့်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မသူစဉ်းစားနိုင်တဲ့လောက်ကို level လိုက်ပြီးသူ့ရဲ့ဝန်ထမ်းတွေသူ့ရဲ့ subordinate တွေမစဉ်းစားနိုင်တဲ့အတွက်ကြောင့်မသူဒီ autocratic leader ဖြစ်လာတယ်သူကသူ့ရဲ့ Microsoft company မှာပဲ autocratic leader ဖြစ်တာမဟုတ်ဘူးကဘာနဲ့ရှင်ပြီး thinking မှာလဲသူက autocratic နင်တို့ဒီလိုလုပ်ကြတော့ဖြစ်လာတယ်မလားအခု covid တို့ပါလို့ဆိုရင်ဒါ autocratic leader ဆိုတာလဲအခြေအနေတစ်ခုမှာဆိုရင်တော့ကျွန်တော်တို့လက်ခံလို့ရတယ်ဘာလို့ဆိုသူစဉ်းစားနိုင်တယ်လားတခြားလူတွေမှမစဉ်းစားနိုင်တာdemocratic leader ဆိုတာအားလုံးရဲ့ involvement decision making မှာလဲအားလုံးရဲ့ idea ကိုထည့်သွင်းစဉ်းစားတာမျိုးဖြစ်တယ်အဲ့တော့အားလုံးကလည်း mutual democratic leadership အောင်မြင်ဖို့ဆိုရင် mutual respect လိုအပ်တယ်ပြီးသွားလို့ရှိရင်ခေါင်းဆောင်ကလည်းနောက်လိုက်ငယ်သားတွေကိုလေးစားရမှာဖြစ်တယ်လို့နောက်လိုက်ငယ်သားတွေကလည်း the same intention ရှိရမယ်အဲ့တော့မနေ့ကပြောသွားသလိုမြန်မာပြည်ဒီ democratic leadership democracy နဲ့ဖြစ်သလားလို့ပြောလာတဲ့အခါကျရင် we need mutual respect mutual good intention လို့ရယ် democratic leadership မှာ leader ကခေါင်းဆောင်ကပဲကောင်းနေပြီးနောက်လိုက်တွေမကောင်းလို့လည်းမရနောက်လိုက်တွေပဲကောင်းခေါင်းဆောင်မကောင်းလို့လည်းမရ mutual respect လိုတာမျိုးဖြစ်တယ်အဲ့လို situation ဆိုရင်တော့ကျမတို့ democratic leadership ကိုတုံးလို့ရတာပေါ့အရှင်းဆုံးပြောလို့ရှိရင်ဒီပြည်သူလူထုတွေเนาะဒါမှမဟုတ်လို့ရှိရင် organization တွေမှာလည်းthey have good intention they want to build a better society ဆိုတဲ့ sense က members တွေမှာလည်းရှိကြတယ်အဲ့တော့မနေ့ကပြောခဲ့တာဆိုဥပမာအသေးစိတ်ဆိုရင်တော့ Nelson Mandela ကိုပြန်စဉ်းစားရမှာဖြစ်တယ်နောက်စကားကြလို့ရှင် laissez-faire leadership သူဒီဝင်မပတ်သက်ပဲနဲ့ဘာဖြစ်လဲဥစားပေါ့နော်ဒီ support ပဲပေးတယ် maybe material support any kind of support ပေးတယ်ဒါပေမဲ့ decision making မှာဝင်မစွက်ဖက်ဘူးအဲ့တော့သူ့ရဲ့ဘာဖြစ်လဲ employees တွေသူ့ရဲ့ subordinate teammate တွေကဘာဖြစ်နေရမလဲသူတို့ကသူလှည့်ကြည့်စရာမလိုဘဲနဲ့တော်ပြီးသားပြီးတော့ motivated ဖြစ်ပြီးသားလို့ရမယ်။ကိုယ်အလုပ်လုပ်တာကိုပတ်စံရလိုပဲလုပ်နေ motivated မရှိဘူး။သူ့လောက်လည်းမစဉ်းစားနိုင်ဘူးဆို laissez-faire leadership ကိုသုံးလို့မရဘူး။အဲ့တော့မနေ့ကတော့ is not very good examples ဟိုစားပေါ့ James Buchanan ရဲ့ presidency မှာ failure ဖြစ်တယ်ဘာဖြစ်လို့ White House ကနေပြီးတော့မှဒီကောင်းတဲ့လိုအပ်တဲ့ decision making နဲ့လိုအပ်တဲ့ guideline တွေမပေးနိုင်လို့ဖြစ်တယ်ဒါပေမဲ့James Buchanan ကဘာဖြစ်လဲကျွန်မဘာအကြောင်းလဲပြောတာ Warren Buffett အကြောင်းလဲပြော Warren Buffett တွေလည်းlaissez-faire leadership ကိုတိတ်ကြိုက်တဲ့သူဖြစ်တယ်သူကပြောထားတာကကိုထက်တော်တဲ့လူတွေကိုအလုပ်ခံမှာဒါဆိုလို့ရှိရင်သူတို့သွားတဲ့နောက်ကိုနေလိုက်ရုံပဲလို့ပြောခဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ခံထားတဲ့ employees တွေသူ့ရဲ့ခံထားတဲ့ teammate တွေကသူ့ထက်တော်တယ်ဆိုရင် तू ကလိုအပ်တဲ့ support ကိုပေးရုံပဲ तू ဘာမှလှည့်ကြည့်စရာမလိုဘူးဆိုတဲ့ concept နဲ့တွားခဲ့တဲ့ leadership style ကို तू ကသဘောကျတဲ့လူမျိုးဖြစ်တယ်နောက်တစ်ခုကကြောင့် charismatic leadership ဒီဘာလဲဆိုလို့ရှိရင်လူတွေကသူ့ကို inspire ပေးတာ support ပေးတာ तू ဒီ self confident အရင်ရှိရယ်ပြီးရင်သူ့ရဲ့ belief နဲ့ idea မှာ तू ကအရင်ကို conviction ရှိရ firm belief ရှိရယ်ပြီးရင်လူတွေကိုအရင်influence လုပ်နိုင်တယ် examples က Donald Trump ဖြစ်တယ်မြန်မာပြည်အနေနဲ့ဆိုဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ် charismatic leadership ကကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ तू ဒီ influence လုပ်နိုင်တယ် a few mistakes ရှိခဲ့ရင်လည်းလူတွေကသူ့ကိုခွင့်လွတ်တယ်
ဘာလို့လဲဆိုလို့ရှင်သူ inspire ဖြစ်တယ်သူ believe ဖြစ်တယ်အဲ့တော့ခုနကတော့က Donald Trump ကိုပြောရတာလဲဘာကြောင့်လဲဆိုမြန်မာပြည်မှာလည်းဒီလိုအခြေအနေရှိတယ်ဒေါ်အောင်ဆန်းစုကြည်မှာလည်းလိုအပ်ချက်တွေတချို့ရှိပေမဲ့လည်းလူတွေကသူ့ရဲ့သူ့ကိုသဘောကျတဲ့အချက်နဲ့အများကြီးပြန်ဖုံးလွှမ်းသွားတဲ့အခါမှာခွင့်လွှတ်နားလည်ပေးနိုင်ကြတယ်သူ့ရဲ့ leadership သူပြောရင်ပို့ပြီးတော့နားထောင်ကြတဲ့သဘောမျိုးရှိတယ် Donald Trump ကိုအားပေးရတဲ့သူတွေမှာလည်း Donald Trump ဒီလဲဥပမာမနေ့ကဆို Twitter မှာတွေ့ရပေါ့ Donald Trump က okay Joe Biden ဟိုစားပါနော်ကောင်း president လောက်ပါဆိုတဲ့ဟာမျိုးသူပြောထွက်လာတယ်ပေါ့နော်ခုနောက်ပိုင်းဆိုအဲ့တော့သူရဲ့စား leadership မှာလဲသူကကြတော့သူကကမ္ဘာလုံးကိုtake care လုပ်တာမဟုတ်ဘဲနဲ့ America ကိုပို့ပြီး take care လုပ်တဲ့လူဖြစ်တယ်အဲ့တော့သူ့ရဲ့ voting မှာကြည့်လို့ရှိရင်လဲဥပမာ like almost half ပေါ့နော်လိုမျိုးလုံးဝပြတ်ထွက်ပြီးကွာတာမျိုးမဟုတ်ဘဲနဲ့တီလေးပဲသူကမဲရှုံးတယ်အခြေအနေမျိုးကြုံတွေ့ရတယ်ဆိုလို့ရှိရင်သူကိုလည်းကြိုက်တဲ့သူတွေအများကြီးရှိရဲဆိုတာကိုသိရတယ်အဲ့တော့သူ့ရဲ့ followers ကိုကြည့်မယ်ဆိုသူ inspire ဖြစ်တယ်သူ့မှာလိုအပ်ချက်သူပြောတဲ့အမှာလိုအပ်ချက်တွေသူစဉ်းစားတာမျိုးရှိပေမဲ့လေလူတွေကသူတွေးသလိုမျိုးတွေးတယ်သူ believe လုပ်သလိုမျိုး believe လုပ်တဲ့သူတွေရှိနေတဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းကြိုက်ကြတယ်ပေါ့နော်ဒါမျိုးရှိရယ်နောက်ဒါက Christmas နောက်က seventh leadership ရဲ့ intention ကသူများတွေကို serve လုပ်ဖို့ပဲအဲ့တော့သူကကြတော့ဗာလဲဆိုကိုယ့်ရဲ့ members တွေကို serve လုပ်ဖို့ပဲရည်ရွယ်ထားတာဖြစ်တယ်အရှင်းဆုံးပြောရင်တော့ purely businesses တွေမှာတော့ seven leadership ကိုမတွေ့ရဘူးတွေ့ရခဲ့တယ်လို့ပြောမှာပေါ့နော် so for example like MIT they really like seven leadership အဲ့တော့ MIT ကပြောနေတဲ့ဟာမျိုးဆိုရင်ကွာသူတို့ကလုံးဝ to serve ပဲเนาะ to serve others ပဲသူကပြောတဲ့ခါကျတော့ကျမကကြတော့ဘယ်လိုလူမျိုးလဲဆိုရင်we need to fill our first to be able to serve either it is a knowledge or money or education or health or everything ကိုမှမရှိတဲ့အရာကိုဒါတော့ကျမရဲ့ concept ပေါ့နော်ကိုမှမရှိရဟာကိုဘယ်လို serve လုပ်နိုင်မလဲဖဲ့ဆက်တယ်ကိုမှဖဲ့စရာတော့မရှိတော့ဆိုဘယ်လိုလုပ်နိုင်လဲအဲ့တော့ to serve လို့ပြောတဲ့အခါမှာရေရှည်သွားနိုင်ဖို့ဆိုရင်ကိုကလည်းနော် physically mentally spiritually စားပါလဲပြေဝနေရမယ်ဆိုတဲ့ concept ကတော့ကျမရဲ့တချို့ MIT ကကျမ colleagues တွေနဲ့စားပေါ့နော်ကျမနဲ့မှာဂျားထဲမှာconcept နဲ့ belief တွေမှာနည်းနည်းလေးကွာခြားချက်တွေရှိတယ်ကျမအဲ့လိုလူမျိုးဖြစ်တယ်ကိုယ်မှမရှိဘဲနဲ့ဘယ်လိုမှမပေးနိုင်ဘူး you have to fill you have to be full to be able to give it to others ပေါ့နော်သူတို့ကကြတော့ဘယ်လိုဖြစ် self ပဲဘယ်လိုဖြစ်အနစ်နာခံတဲ့ဟာပဲအခြေအနေတိုင်းမှာလုပ်မယ်ဆိုတော့ colleagues တွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးဖြစ်တယ်နောက်တစ်ခါကြတော့seven leadership ကိုဘယ်က7ဆိုတဲ့စကားခရိယန်တွေကနေစခဲ့တာဖြစ်တယ်ဒါပေမဲ့လည်းအခြေခံခြင်းပေါ့နော်ဒါပေမဲ့လည်းဒီ seven leadership practice ကတော့ခရိယန်တွေမှာမဟုတ်ဘူးဘယ်သူတွေမှာကျွန်တော်တို့တွေ့နိုင်တယ်လဲဆိုရင်မနေ့ကပြောခဲ့တာမျိုးလောက်စုလို့လိုမျိုးနောက်ပြီးတော့ဗာလဲမဟာတမဂန္ဒီ they are seven leader အဲ့တော့ကျွန်မပြောခဲ့တဲ့ examples မှာဆိုရင် Abraham Lincoln Mother Teresa they are seven leader ဖြစ်တယ်အဲ့တော့ Mother Teresa နဲ့ပတ်သက်ပြီးတော့မှကျွန်မမနေ့ကတော့ sharing လုပ်ခဲ့တာဖြစ်တယ်အဲ့တော့ transactional leadership ကဘာနဲ့တွားပြီးအလားတန်တူတယ်လဲဆိုလို့ရှိရင်bureaucratic နဲ့တွားပြီးအလားတန်တူတယ် bureaucratic က rules and procedure တွေတုံးတယ် transactional ကကြတော့ဘာလဲဆိုရင်အဲ့ rules and procedure တွေကနေပြီးထွက်လာတဲ့လုပ်လို့ရတဲ့ guideline တွေကိုရေးဆွဲပြီးတော့အဲ့ guideline တိုင်းကိုလူတွေကိုတိတိကျကျလိုက်နာစေတာ job done ဖြစ်စေတာဖြစ်တယ်အဲ့တော့ transactional leadership မှာ changes တွေနည်းတယ်ဒါလုံးမယ်လို့စီစဉ်ထားရင်ဒါကိုရအောင်လုပ်တယ်ဒါကြောင့်မလို့ transactional leadership ကလူတွေ employees တွေရဲ့ job satisfaction နည်းတယ်ဒါပေမဲ့လည်းသူတို့ဟာstrategy ကောင်းเนาะအကျင့်ကောင်းပေါ့နော်ဆိုတော့ဘလောက်ပဲ military ပဲဖြစ်ဘာပဲဖြစ် leaders တွေကအကျင့်ကောင်းရင်ဘယ်လိုဖြစ်လာလဲအကျင့်ကောင်းတဲ့ intention ကောင်းနေဆိုလို့ရှိရင်လူတွေကထောက်ခံကြတာမျိုးရှိရပေါ့နော်ဒီမှာဆိုကျွန်မ Norman Swiler I don't know အဲ့ဒါနဲ့example ပေးခဲ့တာဖြစ်တယ်သူကတော့ strategy နဲ့ character ဟာ leadership ရဲ့အသက်လို့ပြောထားတယ်ပေါ့နော်ဆိုတော့သူဒီ strategy ကိုလုံးဝတိတိကျကျသူ့ရဲ့
military မှာလိုက်နာခိုင်းတာဖြစ်တယ်သူကိုလည်း respect ရှိရတဲ့သူတွေအများကြီးရှိရဲ့အကြောင်းဖြစ်တယ် transformational leadership transform လုပ်တဲ့အခါရဲ့ characteristic တော်တော်များများဟာဆိုလို့ရှိရင်ကျမသွားခြင်းနဲ့ authentic leadership နဲ့တွားပြီးတော့ဆင်တယ်ဒါပေမဲ့လည်း transform ဖြစ်တဲ့အတွက်ကြောင့်အချိန်လိုတယ် long term အဲ့တော့ situation ညာတစ်ချိန်လုံးပြောင်းလဲနေတယ်ရေ long term goal ရှိပေမဲ့လည်းဟိုဗာ situation ညာအချိန်မြင်မြန်ပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့ long term goal နဲ့ပဲဖြစ်ပါမလားပေါ့နော် long term goal နဲ့ပဲဟိုကိစ္စတောင်လုပ်လို့မရဘူးဆိုတဲ့ဟာမျိုးရှိ transform ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဟိုဗာလဲဘယ်လိုလဲဟိုစဗာလဲပဒုံးလေးကနေပြီးတော့မှเนาะပိုးကောင်လေးကနေပြီးတော့လိပ်ပြဖြစ်လာဖို့တောင်ချိန်ယူတယ်เนาะအဲ့ဒီခါကျတော့ transform ကကျတော့အချိန်ယူတာဖြစ်တယ်အဲ့တော့external environment ကအရန်ပြောင်းလဲနေတဲ့အချိန်မှာ transformational leadership ကနေရာတိုင်းအတွက်အလုံးမဖြစ်တာမျိုးရှိရဲ။ဘာဖြစ်လို့လဲဆိုတော့ it's take time ပေါ့နော်။ transformational leadership မှာexample ပေးခဲ့တာကြတော့ဗာလဲဆိုလို့ရှိရင် Martin Luther King Jr. ဖြစ်တယ်။သူရဲ့ I have a dream ဆိုတဲ့ဒီ speech ကကဘာကျော်ခဲ့တာဖြစ်တယ်။ခုနပြောသလိုသူရဲ့ကလေး၄ယောက်ကိုနော်ဟိုသူတို့ရဲ့အသားရောင်အတွက်နေပဲမဟုတ်ဖ ೇನೆ သူတို့ရဲ့ character နဲ့ judge လုပ်မဲ့နိုင်ငံတနိုင်ငံနော် nation တစ်ခုကိုသူကဟိုစားမျှော်လင့်ပါတယ်အိမ်မက်ရှိပါတယ်လို့ပြောလိုက်တဲ့ခါကျတော့အဲ့ဒါကအခုချိန်ထိသူသွားကျင်တဲ့ transformation leadership ကိုသွားနေရအောင်ဖြစ်တယ်သူလည်းဟိုလောက်ကျန်ခံရတယ်ဟိုဒါပေမဲ့သူ့ရဲ့ dreams ကတော့မတည်ဆုံးသွားဘူးဒါပေမဲ့ it's take time ဘယ်လောက်ထိ take time လဲဆိုအခုချိန်ထိ blood life matter ဆိုတဲ့ဟာမျိုးတွေ issue တွေကသွားနေရအောင်ဖြစ်တယ်ဆိုတဲ့ဟာနဲ့ပြန်ပြီးခုတ်ဥစားလှုပ်ချင်တယ်ပြီးတဲ့အခါကျတော့မနေ့က Jason ပေါ့နော် Jason က Messenger ထဲနေကျမပြောတယ်ဟိုဘလို့ဒီလို तू ကကြတော့ဗာလဲဆိုလို့ရှိရင်ဒီဟိုစားပေါ့နော်ကျောင်းလေးထောင်ထားတယ်ကျောင်းထောင်ထားတယ်ပေါ့နော်စားဒီ preschool ထင်တယ်နော် preschool ပဲဖြစ်မယ်ထင်တယ်Jason preschool လားမသိဘူးကျောင်းอ่ะprimary school ပါကျမprimary school ဆိုတော့ဟိုစားpre ရောဘာအကုန်ပါတာပေါ့နော်ဟုတ်ကဲ့ခင်ဗျthank you ပါအဲ့တော့ तू ကဟိုစားအဲ့ဒါအကြောင်းထောင်ထားတယ် pre ရော primary level ဒီနောက်ပိုင်းကျရင်သူတို့ကလုံးဝအကြောင်းအကြီးလုပ်မယ်ဆိုတဲ့ dreams လဲရှိတယ်ဟိုချက်ထွင်သွားဖို့လည်းရှိတယ်ပေါ့အဲ့တော့ခါကျတော့သူကပြောတာမေးတာကမေးခွန်းကဘာလဲဆိုဘယ်လို leadership style ကဒီအဲ့လိုမျိုးလုပ်တဲ့ organization မျိုးအတွက်ဆိုရင် fit ဖြစ်မလဲဆိုတဲ့မေးခွန်းကိုကျွန်မမေးရပေါ့နော်အဲ့ဒီခါကျတော့ကျွန်မပြောရဟုတ်ပြီ in class ထဲမှာဆွေးနွေးမယ်ဘာကြောင့် class ထဲမှာဆွေးနွေးမလဲဆိုတော့ကျွန်မတခြားလူတွေကိုလည်းကြားစေချင်လို့လေနော် class ထဲမှာဆွေးနွေးမယ်လို့ကျွန်မပြောလိုက်တယ်အဲ့တော့ကျွန်မအခုပြောသွားတဲ့ဟာတွေကဟို best fit for your business and mission ကိုယ့်ဟာကိုရွေးချယ်ရမှာတခါတလေမှာကိုကဟာမရတော့ဘူးတချို့ issue တွေမှာလုံးဝ rules and regulation တွေတိတိကျကျလုပ်ရမယ်အဲ့ဒီတိုင်းမရရင်တော့လုံးဝဒီနော်မလိုက်နိုင်တော့နင်တို့တော့လုံးဝမရဘူးဆိုတော့ကိစ္စလည်းရှိမယ်ကျွန်မပြောချင်တာကအဲ့ဒါကျွန်မသွားချင်တဲ့ authentic leadership ပဲပြောချင်တာ issue by issue ပဲ leadership style ကိုလုပ်မယ်ကျမတို့လေဒါပေမဲ့အဲ့လိုလုပ်တဲ့အခါမှာလည်းကျမတို့ good intention နဲ့ကျမတို့ရဲ့ personality နဲ့ကျမတို့ employees ရဲ့ feedback နားထောင်တဲ့တကယ် value တွေကိုမချန်ခဲ့ဘူးတခါတလေမှာတချို့ issue တွေကကျမတို့တိတိကျကျလုပ်ရမယ့် issue တွေရှိတယ်အဲ့တော့ leadership style တစ်မျိုးတည်းနဲ့ကျမတို့ stick လုပ်ထားလို့မရဘူးနော် so အဲ့တော့ any preschool ပဲဖြစ်ဖြစ် any kind of situation ပဲဖြစ်ဖြစ်ပေါ့ကျမတို့ဟိုစာအကြောင်းမှာဆိုလို့ရှင်လဲဟိုစာနော်အပါပေါ်ပေါ့နော် Jason ရဲ့အဖေပေါ့လေအဲ့တော့အပါပေါ်ပြီးတဲ့အခါမှာကျမဒင်းဖြစ်လာတဲ့အခါမှာလဲဒီလိုမျိုးဟိုပြန်ပြီးတော့ကိုယ့်ရဲ့ experience နဲ့ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်လဲအဲ့လို issue တွေရှိတယ်နော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဟိုတချို့ဟာတွေကလုံးဝတိတိကျကျလုပ်ရတယ်တချို့ issue တွေကလေလုံးဝနည်းနည်းမှဘသူရဲ့သားသမီးမို့လို့ဆိုအပါဘောတော့ကလည်းလို့ဘသူရဲ့သားသမီးမို့လို့လုပ်ပြလိုက်တယ်ဆိုတာမရှိဘူးဆိုသူဆို experience sharing လို့ပြောရတယ်နော်အားလုံးကဒီ rule နဲ့ပဲသွားမယ်ဆိုဒီ rule နဲ့ပဲသွားမှာအားလုံးအဲ့ဘောင်ထဲကိုဝင်ရမယ်ဆိုတော့ situation တွေရှိတယ်ကျမဟိုလုပ်ခဲ့တဲ့အထင်မှာလဲတခါတလေကြတော့လေကျမအရင်ကျမကိုဟိုအတင်းပြောခံရတာပေါ့နော်ဘယ်လိုလဲသာ तू က heartless woman ပေါ့နော်
သူရဲ့ decision ကိုပဲရအောင် stick လုပ်တယ်လို့ပြောတဲ့အခါတခါတလေကျတော့ကျမနည်းနည်းတချို့ issue တွေကကျမပိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နည်းနည်းကြုံမြင်တာမျိုးရှိရဲ့ဥပမာမျိုးဆိုရင်ဘာလဲဆိုရင်လူတွေကမနစ်ကဆိုရင်ပေါ့နော်ဒီ pandemic ပြီးွားမှအကြောင်းကို face to face ပြန်ဖွင့်စေခြင်းတယ်အဲ့ဒါကျမတို့in class ကျမတို့ရဲ့ဒီ organization အတွင်းမှာ debate ပေါ့နော်လူတွေကကျောင်းသားတွေကအားလုံးinternet accessible လုပ်ဖို့ရန်ဖုန်းတွေသုံးရင်ဖုန်းတွေကပူတယ်ပြီးရင်သူတို့မှာ wireless မရှိတဲ့အတွက်ဖုန်းပေတွေကုန်တယ်လူတိုင်းမှာတချို့ကျောင်းသားအများစုကဖုန်းပဲရှိရဖြစ်တယ် laptop တွေရှိနေတာမဟုတ်ဘူးစသဖြင့်ပြောတဲ့အခါကျတော့ကျွန်မမဟုတ်ဘူးကျွန်မကဘာကြီးကိုကြည့်လိုက်ပါအောင်ကဘာကြီးမှာဖြစ်နေတဲ့current situation ကအဲ့ trend ကကျမတို့နိုင်ငံကိုမရောက်သေးပေမဲ့တနေ့တစ်ချိန်မှာရောက်လာလိမ့်မယ် covid နဲ့ပတ်သက်တဲ့ trend ကဖြစ်နေတဲ့ situation တွေကအဲ့တော့ကျမတို့က online ကိုသွားရမယ်ဒါကျမကတခြားမသုံးနိုင်တဲ့ကလေးတွေအတွက် hardless ဖြစ်တာမဟုတ်ဘူး online the only alternative လို့ဖြစ်တယ်ပြီးသွားလို့ရှိရင်ပါပေါ့နော်အကယ်၍လူတွေ face to face ပြန်သွားလို့ရတဲ့အခြေအနေဖြစ်ရင်တော့မှ mixed method တွေဖြစ်တော့မယ် teaching method ကပေါ့နော်အချိန်မရွေးကိုယ့်ရဲ့အိမ်ထဲကိုပြန်ဝင်ရတဲ့အခြေအနေမျိုးရှိနိုင်တယ်ဒါဆိုလို့ရှိရင် face to face စီးတဲ့လုပ်လို့မရဘူးကျမတို့ material တွေ prepare လုပ်ထားတာအစဆရာတွေကဘာလုပ်ရမလဲဆိုရင် face to face တက်ကော online တက်ကောအဆင်ပြေတဲ့ material တွေ prepare လုပ်ထားရတော့မယ်လူတွေကတချို့ဆရာတွေဆိုဘယ်လောက်တောင်ပြောလဲဆိုကြောင်းဖွင့်လာcopy လာဆွဲမယ်ဆွဲပြီးတော့အဲ့ဒီသူ့ရဲ့ကျောင်းသားတွေစီကိုအဲ့ copy book တွေရအောင်ပို့မယ်ဟဲ့အဲ့လိုမျိုးလေကိုလိုကလည်းမဟုတ်ဘူးကျမတို့လည်းမဖွင့်ဘူးကိုမတွေကူးမယ်အကုန်လုံး copy တွေလည်းမဆွဲပြနိုင်ဘူးစသဖြင့်ပေါ့နော်ဆိုတော့မလုပ်ဘူးလုံးဝယူပြောတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး autocredit ဖြစ်တာပေါ့နော်သူများ idea မယူသလိုဖြစ်တယ်ဒီသူဟာလေးလည်းကောင်းပါလားဆိုတော့လုံးမဟုတ်ဘူးဘာလို့ဆိုအဲ့လိုလုံးမအောင်ရမှာလို့ပြောတယ်အဲ့လိုလုံးလိုက်တဲ့ခါကျတော့အရှင်းဆုံးပြောရင်အဆင်ပြေတယ်အခုဆို cope down ဖြစ်တယ်လို့ပါဇက်လည်းနေတာပို့ရှုပ်သွားတယ်ပေါ့နော်ဆိုတော့တခါတလေမှာအဲ့လိုမျိုး decision making မျိုးလေးလုပ်ရတာရှိနေပြန်တယ်တခါတလေကြတော့ဥပမာတချို့ကျမတို့ဒီ project နဲ့ပတ်သက်တဲ့ဟာမျိုးတချို့ကြတော့ဒီနော်program liberals program နဲ့ပတ်သက်တဲ့ဟာမျိုးဆိုသူများရဲ့feedback တွေကိုယူပြီးကျမတို့ရုံးက feedback တွေကိုယူပြီးတော့မှအကုန်လုံးကောင်းတဲ့ဟာတွေကိုပဲအကုန်လုံးရွေးထုတ်ပြီးတော့မှ program တစ်ခုခုကိုလောက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့တယောက်တည်းမှာပဲဖြစ်တယ် lesson flare လိုမျိုးဆိုလဲကျမလုပ်တယ်အောင်မြင်တယ်ဘလို့ဟာမျိုးလဲဒီလား LED office မနော်အပခေတပိုက်ခေတည်းကကျမရဲ့ဒီ formal team ခက်ခဲရနေပြီးတော့မှဒီသူတို့ကိုမရှိဘဲနဲ့လဲဒီ process တွေကိုကောက်မွန် run လာတဲ့ခါကျကျမလှည့်ကြည့်စရာမလိုစိုင်းထိုးဆိုရင်ကျမအရှင်းဆုံးပြောတာကိုယ့်ကိုလွတ်လပ်ပြောရဲဆိုယုံလဲယုံတဲ့အတွက်ကြောင့်မလို့ maturity လို့ပါလို့ဆိုကျမစစ်မနေဘူးစိုင်းထိုးခိုင်းရင်ကျမတစ်ချက်လောက်ပဲကြည့်ပြီးတော့စိုင်းထိုးပေးလိုက်တယ်ပြောချင်တာသူတို့လိုအပ်တဲ့စိုင်းထိုးပေးတာမျိုးနောက်ပြီးတော့ပတ်စံတောင်းပေးတာမျိုးsupport ပေးတာမျိုး resource ပေးတာမျိုးတွေလုပ်တယ်ကိုကဝင်ပါနေမှပိုရှုံနေသေးတယ်သူတို့ကအဲ့ဒီ flow ရဲ့ office flow တွေကိုသူတို့အရင်ကျန်နေဒါဆိုရင်ကျမအဲ့လိုအတွက်ဟာကြောင့်ကျမဘာသုံးရပြန်လဲဆို lesson flare ကိုကျမပြန်သုံးရတယ်ဘာဖြစ်ဆိုရင်ကျမဝင်ဆွဲဖက်ပြီးတော့မှသူတို့လုံနေကြကနေလွဲသွားတော့မှသူတို့ကပို့ပြီးတော့ feeling တွေမကောင်းဖြစ်မယ်အဲ့တော့ကျမကြည့်စရာမလို running less smoothly ဖြစ်နေတယ်အဲ့တော့လိုအပ်တဲ့ခုနပြောတဲ့ဟာကိုအကုန်လုံးလိုအပ်တဲ့ဟာတွေကျွန်မ support ပေးရတာမျိုးရှိတယ်အဲ့လိုမျိုးလုပ်တယ်ပေါ့နော်နောက် Christmas ဖြစ်သလားမဖြစ်သလားမသိကျွန်မသိတယ်လို့ကျွန်မ I'm not a Christmas leaders especially inside my organization ပေါ့ကျောင်းသူကျောင်းသားတွေနဲ့တော့တချို့နဲ့တော့ကျွန်မမပြောတတ်ဘူးဒါပေမဲ့ကျွန်မ organization မှာတော့ကျွန်မကleader တယောက်တဲ့ manager တယောက်ပုံစံပိုပေါက်တယ်ပေါ့နော်အဲ့ဒါကိုလည်းကိုက leadership skill မှာမြင့်လာအောင်လုပ်ရတာမျိုးကိုလည်းကျွန်မforefront of leadership ကိုပြောလာ leading ဆိုတဲ့ခေါင်းစဉ်အောက်မှာ forefront of leadership ကိုပြောလာတဲ့ခါကျလို့ရှိရင်ကျွန်မပြောပြမယ်ပေါ့နော်အဲ့တော့ seven leadership I'm not that seven leadership no မရောက်သေးဘူးပေါ့နော်ပြီးတော့seven leadership ကတကယ်ကိုလူတွေအတွက်ပဲစဉ်းစားတာမျိုးကျွန်မလည်းမလုပ်နိုင်သေးဘူးအဲ့ဒါတော့ရှိရဲအဲ့တော့ကိုအတွက်ကိုလုပ်တဲ့ organization ကိုလုပ်တဲ့ business မှာကိုကseven leadership လုပ်ကိုယ်တိုင်လည်းသဘောကျတယ်ပြီးတော့seven leadership လည်းလုပ်ဖို့လိုတယ်လုပ်နိုင်တယ်ဆိုတော့ဒါ it's your လုပ်ဖို့လည်းလိုတယ်လို့ကိုမြင်နေဆိုရင်ပေါ့နော်ဒါကတော့ is your choice เนาะဆိုတာဖြစ်တယ်ဆိုတော့တခြားသောကျမတို့နာမည်မတက်ဖဲနဲ့လုပ်တဲ့ဟာမျိုး transaction guideline တိကျနဲ့လုပ်ခိုင်းတာမျိုးတွေရှိရဲကျမဆိုရင် transaction ဘယ်လိုလုပ်တယ်လဲဆိုရင်ဆရာမတွေကိုဥပမာဒီအချိန်ဒီမှာအမှတ်မပေးဘူးဆိုရင်ဘယ်သူပဲဖြစ်ဖြစ်အားမနာဘူးလုံးဝတောင်းတာအဲ့လိုမျိုးလေဒီ date deadline မှာနောက်ကျခဲ့တဲ့အကြောင်းသား
thesis မတင်ဘူးဆိုလို့ရှိရင်ကျွန်မ graduation list ထဲမှာမထည့်ပေးအဲ့ဒါကတော့လုံးဝအဲ့အတိုင်းပဲအဲ့ဒီ specific guideline ကိုပေးထားပြီးတယ် format မဝင်ဘူးဆရာတွေ format မဝင်ဘူးဆိုတော့ format ပြန်ပြင်ခိုင်းတယ်ဒါမျိုးတွေကတော့လုပ်တယ်ပေါ့နော် so transform I'm not that transform. Maybe I have a dream, but it's a very long. ဘယ်သူမှလည်းကိုယ့်ရဲ့ dream ကိုတော့ဟိုကိုယ့်ရဲ့ဒီ organization ပေါ်မှာရှိရဲ့เนาะ community မှာရှိရဲ့ dreams ကိုတော့ချပြတဲ့ level တော့မရဘူးကိုကလည်း it's not like ဟိုစားဖြစ်တယ်ကိုယ်စိတ်ထဲမှာတော့ရှိပေမဲ့ကိုကအဲ့လောက်ကိုသွားနိုင်မလားအဲ့ဒါကို speed out လုပ်နိုင်မလားဆိုတာစဉ်းစားနေတော့ပေါ့နော် transformational leadership ဆိုတော့တော်တော်ခက်ပါတယ်ဟိုဒါကတော့ဟိုအရေးရှိဖြစ်တယ်တော်တော်လက်ခက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ it's still good intention ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကိုကခုနကတော့ငါဘာလဲno best fit for your business and mission ကျမတို့ရဲ့ကိုဥဆောင်ရမယ် organization business any kind other things ရဲ့ mission သူတို့သွားတဲ့ရွေးချက်ကဘာလဲပြီးတော့သူတို့ဘာလို့ business မျိုးလဲပုံမှာမူတည်ပြီးဘယ်လို leadership style ကိုသွားကျမဆိုရင် issue by issue တခါတလေကိုကခုနပြောသလိုမျိုး bureaucratic ဖြစ်သွားတာလည်းရှိတယ်တခါတလေကိုကဟိုဥစားပါ lesson flat ဖြစ်သွားတာလည်းရှိတယ်ကျမကြတော့တခုတည်းကို fit လုပ်ထားတာက it's not authentic ပေါ့နော်အဲ့ဒါကတခုတည်းငါဒီ style ပဲငါနဲ့ဆိုနေလို့ဒါပဲရမယ်လို့ပြောတဲ့အခါကျတော့ကျမတို့ develop မဖြစ်ဘူးလို့ဒါကျမရဲ့တကူရေယူဆချက်ပါအဲ့တော့ကျမဆိုလည်း leadership style က issue by issue ပြောင်းသုံးသွားတာမျိုးရှိတယ်ကျမက example တွေနဲ့ပြောပြသွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကိုယ့် own style နဲ့ရှိတယ် leadership မှာကိုယ့် own style ကိုလုံးဝချန်ထားခဲ့လို့မရဘူးအဲ့လိုမျိုးကိုယ့် own style ကိုမချန်မဲနဲ့ကျမတို့သဘောကျတဲ့ IT person တယောက်ရဲ့ပြောဆိုပြုမှုလုပ်ကင်တာတွေကိုပဲအကုန်အတူယူမယ်ဆိုရင်ကိုယ့် own style မဟုတ်တော့ leadership ကဘယ်အချိန်မှာပဲဟို successful ဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်အခုနောက်တော့ကကို own style နဲ့ဖြစ်လာတဲ့အခြေအနေမှာပဲ successful ဖြစ်နိုင်တယ်ဒါကကျမရဲ့တကူယူဆချက်ပါအဲ့တော့ကို own style နဲ့ဖြစ်ရမယ်နော် own style and goals that are that those for your team members တွေကို own style နဲ့ကိုဖြစ်ပြီးရောမှာဘယ်လိုမျိုးပုံစံမျိုးလေးနဲ့တင်းအရှင်းလုံးပြောရင်လည်းကိုပြောရမယ်ဆိုတော့တင်းရမလားကြက်ရမလားဒီအချိန်မှာရော့ပေးရမလားဆိုတာကျမတို့ကပြန်ပြီးစဉ်းစားရတာဖြစ်တယ်အဲ့တော့ leading ဆိုတဲ့နေရာမှာ four frame of leadership ကိုသွားရင်တော့များသောဖြင့် leadership style က good intention ရှိရမယ်ဟိုစားပါလဲ employees တွေကိုနားထောင်ရမယ် mission ကိုယ့်ရဲ့ organization vision mission goal ကိုလည်းကိုက stick လုပ်ထားမှာဖြစ်တယ်လို့ issue by issue ပေါ့နော်four frame of leadership ကိုပြောတဲ့အခါကျဘယ် frame ကိုမှအားနည်းနေပြီလေအဲ့ဒါကိုပြန်ပြီးတော့ဟိုကိုယ့်ကို sense ရတဲ့ leadership style ဖြစ်ပါတယ်လို့အဲ့တော့ဗာလဲဆိုရင်make each leadership style your own by infusing your value and responsibility သူကပြောသွားသလိုပဲကိုယ့်ရဲ့တန်ဖိုးထားမှုရှိရယ်ကိုယ့်ရဲ့ personality ရှိရယ်အဲ့တော့မှခုနကတော့ဒီနေရာမှာဒီ leadership style တွေတုံးသွားနိုင်တယ်ပြီးတော့အဲ့ဒီ leadership style ရဲ့ other ချက်အနေချက်တွေကျွန်တော်တို့သိပြီးသားလေเนาะအခုလေ့လာထားတယ်ဆိုတာသိပြီးသားအဲ့တော့ဒီအားနည်းချက်ရှိတယ်ဆိုတော့ငါတို့ဘယ်လို cover ပြန်လုပ်မလဲဒီ leadership style နဲ့ဒီလို issue နဲ့ guide တယ်ဆိုပြီးပြန်စဉ်းစားပြီးတော့မှတုံ့ပြရတာဖြစ်တယ်လို့ဒါတော့ကျွန်မပြောပြချင်ပါတယ်လို့အဲ့တော့ကျွန်မဒါအခုနမနေ့ကဟာတွေကို run through လုပ်ပြီးတော့မေးတဲ့မေးခွန်းတွေကိုဖြေပေးတာဖြစ်တယ်အဲ့တော့ဒီခဏလေးဟိုစာဗီဒီယို record လုပ်တာလေ okay အဲ့တော့ဒီ leading through pandemic ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်မတကယ်တော့ဒီ PowerPoint ကို prepare လုပ်ထားတဲ့အခါမှာဒီမှာကျွန်မ hyperlink လေးတွေထည့်ထားတယ်ဒါကိုနှိပ်ချလိုက်လို့ရှိရင်ခုနကျွန်မယူထားတဲ့ article ကိုရောက်သွားလိမ့်မယ်။အော်သူတို့က screen share လုပ်ထားတာ PowerPoint အောင်မလုပ်ထားတာမြင်ရမှာမဟုတ်ဘူး။အဲ့ပါဘူးဟို desktop ကို view လုပ်ထားတော့မြင်ရမှာမဟုတ်အဲ့တော့ name place အဲ့တော့ပြောချင်တာဒီဟာကိုနှိပ်လို့ရ hyperlink ရှိတယ်အဲ့ hyperlink ကနေ website link ကိုတင်သွားမယ်ပေါ့နော်ဆိုတော့ဒီမှာ3 column ရှိတဲ့အတွက်ကြောင့်မလို့ကျွန်မ article 3ခုကိုယူထားတာဖြစ်တယ်အဲ့တော့ဒီ article 3ခုစလုံးကကြတော့ Harvard Business Publishing ကနေထုတ်လုပ်ထားတဲ့ article 3ခုပဲအဓိကကျွန်တော်တို့ under pandemic မှာဘယ်လို leadership နဲ့သွားမလဲဆိုတဲ့ဟာကိုပြပြချင်လို့ဖြစ်တယ်အဲ့တော့ပထမဆုံး leader ဟိုစာ topic ကတော့ leading your team through a crisis ဆိုတဲ့ဟာဖြစ်တယ် July 20 2020ဆိုနှစ်ကနှစ်လလောက်မှာရေးထားတဲ့ article ဖြစ်တယ် at some point in every leader's career they will be faced with a crisis တေချာတယ်ခေါင်းဆောင်တွေဆိုရင် crisis နဲ့ကြုံရမှာပဲ it may be particular to your organization or as is the case with the COVID-19 pandemic နော်
To tackle a crisis, leader must be able to create flexible plan. လာပြီအဲ့တော့ကျွန်မပြောတယ်တခုတည်း leadership style တခုတည်း plan တခုတည်း mission တခုတည်းကိုတွားလို့မရဘူးဆိုတော့ဘာကြောင့်လဲဆိုရင် situations are quickly changing ဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲ flexible plan ရှိဖို့လိုအပ်တယ် communicate clearly လူတွေကိုလည်းရှင်းရှင်းလင်းလင်းဘာကိုတော့လုပ်လို့ရမယ်ဘယ်လိုလုပ်ကြမယ်ဆိုတာရှင်းရှင်းလင်းလင်းပြောထားဖို့လိုအပ်တယ် lead with compassion ကိုယ့်ရဲ့ intention ကောင်းကောင်းပဲအရေးကြီးတယ်ဆိုတာဒီ article မှာလည်းပြောထားတယ် and manage post crisis ကိုကျွန်တော်တို့ဘာဖြစ်လဲ new normal အခုတော့ debate တွေဖြစ်နေတယ်နိုင်ငံဒီမှာတော့ထပ်မထည့်တော့ပေါ့နော်ဒါပေမဲ့အခုဒီ Forbes ဆိုလိုမျိုး Harvard Business Review လိုမျိုးတခြား Business Insider စသဖြင့် business ပတ်သက်တဲ့ article တွေရေးတဲ့ website တွေထဲမှာဆိုရင် article တွေရေးတယ်ဘာတွေပြောကြလဲငါတို့ ban singlet ထိုးပြီးပြီငါတို့ရုံးပြန်တက်ကြမလားပေါ့နော် work from home ကဟိုဘယ်လိုခေါ်မလဲဟိုလူတွေကသူတို့ရဲ့မျက်နှာကွယ်မှာရှိနေတဲ့အတွက်ကြောင့်မလုပ်ချင်တာတွေလုပ်ကြတယ်ဒါကြောင့်မလို့လူတွေကိုဒီအလုပ်ပြန်တက်ခိုင်းမလားတချို့ကြအလုပ်ပြန်တက်ချင်တယ်အမလေးအိမ်မှာနေတော့အလုပ်မဖြစ်ဘူးဆိုတဲ့လူတွေလည်းရှိတယ်တချို့ကြအလုပ်ပြန်မတက်ချင်ဘူးဒါချို့တွေကြောက်လည်းဘာပြောလဲဆိုအလုပ်တက်ချင်မတက်ချင်ဟိုဒါကိုယ့်ရဲ့ own choice နဲ့ထားတာပေးဖို့ပြောကြရအများကြီးအဲ့တော့ new normal လို့ပြောလိုက်တဲ့အခါကျဘယ်အချက်တွေကပြန်လုပ်မလဲဆိုတဲ့ဟာတွေအခုရင်းနေကြတယ်ပေါ့နော် article အများကြီးပဲဒါတော့ဒါ current trend ဖြစ်တယ်ဒီမှာတော့ new normal ဖြစ်လာတဲ့အခါမှာ number 1 plan and be ready to shift gear ready to shift gear နော်လိုအပ်ရင်ပါလေ gear ပြောင်းရမှာပဲကျမတို့ယထာဆိုပါလဲလဲယထာတန်လန်းပြောင်းတာရှိရပေါ့ boat ဆိုလို့ရှိရင်လည်း gear ပြောင်းရတာရှိရနော်ကားမောင်းရင်တော့မှgear တွေပြောင်းရတယ်နော်မြင်မောင်းတာနေရာပြောင်းတာစက်ပြင်ပေါ့နော်ဟိုအခု auto gear တွေမှာတော့တိတ်ပြီးတော့မလို့ဒါပေမဲ့ဟို gear ပြောင်းရတဲ့ဟာတွေဆို1ကနေ2ကနေ3စက်ပြင်ပြောင်းရတာရှိရနော် plan and be ready to shift gear ဒီတိုင်းပဲ flow နဲ့သွားလို့မရအောင် number 2 communicate often and early အဲ့တော့COVID-19 တော့ဆိုကျမတို့မနက်ဖြန်အတွက် decision အမြင်ထုတ်ဖို့လိုတာမဟုတ်လို့ဒီညတွင်းချင်းကိုတချို့ရဲ့ statement တွေထုတ်ရတယ်ညတွင်းချင်း email တွေရေးရတာရှိတယ်နော် communicate often and early လို့ဖို့ရတဲ့ရေးကြီးရဲ့ကိုယ့်ရဲ့ employee တွေကိုဖြစ်ဖြစ်ကိုယ့်ရဲ့ customer any kind of thing if you need to communicate နော် lead with compassion ထလာတဲ့ခုနဟာပဲ manage the post crisis new normals ဒါအဓိကအဲ့ article ကိုဖတ်လိုက်လို့ရှိရင်ဒီအဓိကဒီလိုဒီ summary လေးပေါ့နော်ဒါ summary ကိုထုတ်ထားရဆိုရင်အဲ့လိုမျိုးတွေ့လိမ့်မယ်အဲ့တော့ another article how COVID-19 is redefining the leadership narrative အဲ့တော့ဥစားပါနော်redefine ဘယ်လိုမျိုး redefine လုပ်တယ်လဲ COVID-19 ကနော် definition leadership ဆိုတဲ့ definition ကိုဘယ်လိုလုပ်လိုက်လဲဒီသူတို့ကဘာလို့လုပ်လဲဆို June 3နော် June လ3ရက်နေ့မှာ publish လုပ်တဲ့ paper ဖြစ်တယ်မိနစ်ကဒီလိုအချိန်ပေါ့သူတို့က in-depth interview တွေအများကြီးလုပ်တယ်နော်ဒီ article တခုရေးဖို့ရတဲ့ in-depth interview တွေအများကြီးလုပ်တယ် in-depth interview တွေလုပ်ပြီးတော့မှ result ထွက်လာတာပေါ့နော်သူအဓိက in-depth interview တွေဘယ်သူ့ကိုလုပ်လဲဆို employee တွေကို in-depth interview လုပ်တယ်ကျွန်မဆိုလဲကျွန်မသိဆိုရစဉ်းစားပြောတယ် in-depth interview ဖြစ် survey ဖြစ်ကျွန်မဘယ်သူ့ကိုလုပ်မှာလဲ employees ကိုလုပ်မှာပေါ့နော်အဲဒီခါကျတော့ globe over the globe around the globe လို့ပြောရတဲ့ကြောင့်မို့သူတို့ရဲ့ research ဒီတနိုင်ငံတည်းကိုမဟုတ်ဘူးတကမှာရှိတဲ့သူတွေကိုသူတို့ in-depth interview တွေလုပ်ကြည့်တယ် focus on people and their well-being has remarkably အရေးကြီးဆုံးကဘာလဲဒီဘာလဲfocus on people လို့ပြောရတဲ့ကြောင့် employees တွေရဲ့ဟိုလူတွေကို focus ထားခြင်းနဲ့ဘာဖြစ်လဲwell-being of the employee well-being of the well-being ပေါ့လူတွေကို focus ထားပြီး well-being အရေးကြီးတယ် employee well-being step into focus အဲ့တော့ဘာပြောကြလဲဆို employee တွေကသူတို့ရဲ့ well-being ကအရေးကြီးတယ်နောက်ပြီးတော့ employee are hunger for communication from their leaders အဲ့တော့ဘာလဲဆိုရင် hungering သူတို့ကဘာဖြစ်လဲကိုယ့်ရဲ့ခေါင်းဆောင်တွေကနေပြီးတော့မှသူတို့ကိုတည်တည်ချာချာဆက်သွယ်ပြီး communicate လုပ်တာကိုသူတို့လိုချင်တယ်and when that communication to be personal သူကဘာပြောလဲဆိုရင် personal เนาะဘာဖြစ်နေတာလဲဘာလို့ဒီတို့ပြောဒီလိုလို့ decision ချမယ်ဘာလို့ဒီလို decision ချတယ်သူတို့သိချင်တယ် authentic ဆိုတဲ့သဘောကဘာဖြစ်လဲဆိုလို့ရှိရင်အမှန်တိုင်းပြောပါเนาะသူတို့ကိုအကြည့်ကောင်းအောင်မပြောပါနဲ့ vulnerable even လို့ပြောရတဲ့ကြောင့်မလို့တကယ်ကိုခက်ခဲနေရင်ငါတို့ပြောပြပါဒါပေမဲ့အမှန်တိုင်းငါတို့သိချင်နေဆိုတာ employee တွေပြောရဲပေါ့နော် trust is a two-way street just as employee need to have trust in their leader must have trust in them အဲ့တော့ဘာပြောလဲဆိုရင်
ခုနယုံကြည်မှုဆိုတာတော့နှစ်ခုနှစ်ဖက်ကတည်ဆောက်ရတယ် employee ကလည်းဟိုစားပေါ့နော်employee ကလည်းခုနဒီ leaders ကိုယုံကြည်ရဆို leaders ရလည်း employee တွေကိုယူဆရအဲ့တော့ကျမတို့ဆိုလည်းအဲ့လိုပဲရှင်းပြရဘာဖြစ်လို့ဟို COVID-19 အချိန်မှာ online လုပ်ကိုလို့ရတယ်လေကျမတို့ကပတ်စံနေအများကြီးစုထားတာမရှိဘူး MIT ကဘာအဓိက donor စီဘာညာရှိမယ်အဓိက cash flow ကဘယ်သူစီရဝင်တာလဲဆိုရင်ကျောင်းသားတွေရဲ့ကျောင်းလာကနေဝင်နေအဲ့ဒါက main cash flow main ဟိုစားပေါ့ income source ဖြစ်တယ်ကျမတို့ funding လုပ်ထားတဲ့ other organization မရှိဘူးဒီဟိုဗာလဲဟို support ဟိုဒါ encourage လုပ်တဲ့ organization တော့ရှိတယ်ပတ်စံအားဖြင့်เนาะ support လုပ်တဲ့ organization မရှိတဲ့အခါမှာemployee ကျမတို့အဲ့ဒီ school fees ကနေပို့ပြီးတော့ဟိုဖြစ်အဲ့တော့ဟိုကျောင်းလုံးဝမဖွင့်နိုင်တော့ဘူးဆိုရင်ဝန်ထမ်းတွေကိုလည်းလာစားမပေးနိုင်ဘူးပေါ့နော်အဲ့ဒီမှာခုနကတော့ဟိုစားဟို7 leadership နဲ့ကျမတို့နဲ့7 leadership ကဘာဖြစ်လဲလာကမရရင်လည်းနေပလေးစီမယူဘူးပေါ့အကြောင်းမဖွင့်ဘူးဆိုတဲ့လူတွေလည်းရှိရဲကိုဗစ်တုန်းကလေမနစ်ကအဲ့တော့ကျမတို့ကပြောတယ်ဟုတ်ပြီကျမတို့မယူဘူးဆိုတာထားကျမတို့မှာကဥပမာကျမဆိုရင်လည်းအဲ့ချိန်တော့ကျမမောင်လေးလှုပ်လို့သူ့နဲ့ကတ်စားလို့ရသေးတယ်ထားဟို bread winner တွေဆိုဘယ်လိုလုပ်မလဲဒီလကနေပဲတမိသားစလုံးကျွေးနေရလို့ဆိုကျမတို့ခက်ခဲမယ်ဆိုတော့လူတွေအတွက်ဟိုဝန်ထမ်းစီဆိုလို့ရှိရင်ဝန်ထမ်းတိုင်းအတွက်အဆင်ပြေမယ်နီးလန်းကိုကျမတို့စဉ်းစားလို့ရတာဆိုကျမတို့နဲ့အဲ့လိုဟိုဟာနဲ့ debate ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့တော့ဟိုနောက်ဆုံးကျတော့ okay ဟုတ်ပြီဟို covid အစမှာလဲကျမတို့ဝန်ထမ်းလာစားတွေ 30% လျော့တာတော့ဘာလို့ရှိရပါတော့အခု code မှာတော့ဟိုစား code စဖြစ်တဲ့အချိန်မှာ 50% အခုဆိုရင်နောက်လာတယ်မှာ 30% မဖြစ်တော့မဖြစ်နဲ့ဖြစ်တော့မယ်ပေါ့နော်ဖြစ်တော့မယ်နောက်နေ့ထိဖြစ်မယ်ဆိုရင်ကျမတို့လည်းလာကမရတာဒေါ်တာမျိုးတော့ဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့ကျမတို့ဘာဖြစ်လဲဆို code ဖြစ်တယ်ဒါကိုအားလုံးကဟိုဝန်တာတွေမျှထမ်းရမယ် vulnerable ဖြစ်တဲ့ issue တွေလည်းသိရတဲ့အတွက်ကြောင့်မလို့ဟိုကျမတို့ဒီဟာကိုအတူတူဟိုတဘိုးထမ်းဖို့အတွက်အတူတူဝန်ကိုထမ်းဖို့ရန်အတွက်ဟို leaders တွေနဲ့ကော employees တွေနဲ့ကောဒီလိုမျိုးရှိကြတယ်ပေါ့နော်ဟိုဒီလိုမျိုးတောက်ခံမယ်ဆိုတဲ့ဟာမျိုးဟိုစဉ်းစားမိကြတာမျိုးရှိရပေါ့နော်ဆိုတော့ဟိုဒီလိုမျိုးအခြေအနေမျိုးဖြစ်တဲ့အခါမှာဟို employee တွေကဘာလို့ရှင်လဲဆို communication clearly and then they went ဟိုစားပေါ့နော် the real condition they went to know real condition နော် personal authentic vulnerable ဖြစ်တာမျိုးကိုသူတို့လိုချင်တယ်ဆိုတော့ဒီ article ရကသူတို့ research တွေရပေါ်ပေါက်လာတဲ့ conclusion ဖြစ်တယ်နောက်ထပ် article တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်မေ26မှာတင်ထားခဲ့တဲ့ article this Harvard Business Publication ကပဲသူကဘာပြောလဲဆို cultivating belonging in the area of COVID-19နော် COVID-19 ဖြစ်တဲ့ခါကျတော့ဘာလဲဆိုရင် millions of workers ဘာဖြစ်လဲ office တွေမှာမရှိတော့ဘဲနဲ့ remotely လုပ်တယ် remotely လုပ်တဲ့အခါမှာကိုမျက်လုံးထဲမှာမရှိနေဘူးကိုကနေလှုပ်ဆိုပြီးကွာ push လုပ်လို့မရကိုမမြင်ရဘူးကိုကဖုန်းဆက်ရင်မကင်တာ email ပို့ရင် reply မပြန်တာဖြစ်နိုင်တယ်နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာ 3A လို့တယ်လို့ဒီ article ပြောတယ်ပထမတစ်ခုက awareness be aware of who you are rely on and who you might be inadvertently excluding awareness ရှိဖို့လိုတယ်ဘယ်ဟာကွာကိုတော့နော်ဘသူ့ကိုတော့လုံးဝအကူရမှာလုံးဝပျောက်ခံလို့မရဘူးဘသူ့ကိုတော့ရမယ်ဒီ awareness လို့ရပေါ့နော်နောက်တစ်ခုကကျ authenticity ဒီမှာလဲ another kind of authenticity လာတယ် allow time in meeting to check in personally နော်meeting လာပြီလာပြီဆိုချမယ်ကွာပြောမယ်ကွာဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ဟိုအဆင်ပြေရဲ့လားဟိုခက်ခဲနေသလားအားလုံးနေကောင်းချမ်းမှရှိရဲ့လားဒီလို authenticity နဲ့လူတွေကို care လုပ်ဖို့လဲလိုတယ်နော် accountabilityကိုရဲ့တာဝန်ယူထားတဲ့ကိစ္စကိုလည်းကိုကတာဝန်ယူလုပ်ဆောင်ထားပေါ့အဲ့ဒီ 3A's က remote workers တွေနဲ့အလုပ်လုပ်လာရတယ်ကိုဝန်ထမ်းတွေကတော့ remotely လုပ်တာလေဆိုအဲ့ E3A ကလိုတယ်ဆိုပြီးတော့မှပြောခဲ့ရပေါ့နော်နောက်တစ်ခုကကြတော့ဒါအခုန Harvard Population ကနေတုတ်တာဒီ article 3ခုကကြတော့ Harvard Business Review ရဲ့ article 3ခုဖြစ်တယ်ပထမတစ်ခုကကြတော့ဗာလဲဆိုရင်These coronavirus heroes show us how crisis leadership work. အဲ့တော့အခုနတော့ကျွန်မ first slide မှာပြောခဲ့တဲ့ first topic မှာပြောခဲ့တဲ့အတိုင်းပဲဗာလဲ crisis မှာဗာလဲ authentic နဲ့ build up တာ authentic leadership ကိုစရတင်တင်ခဲ့တဲ့လူပေါ့နော်အဲ့တော့ဒီcoronavirus heroes no corona in a crisis like this there is no place for leader to be bragging or over promising ဘယ်လိုမျိုးလဲအရန်ကို
ဟိုအရန်ယူခါတယ်ဘာဘာလုတ်ပေးပါမယ်ဆိုပြီးတော့မှအရန်တွေကိုဟိုဟာဖြစ်နေတာမျိုးနဲ့အဆင်ပြေကိုတကယ်လုတ်ပေးနိုင်မှာပဲအဆင်ပြေမှာလေ bragging over promising the capability of their company or using this crisis for competitive win or publicity for themselves for their company အဲ့တော့ဟိုဘလို့လူတွေမလို့ချင်ဘူးလဲဆိုရင် company ပါပဲဖြစ်ဖြစ်ပေါ့နော် organization တွေမှာပဲဖြစ်ဖြစ်နော်ဒီ crisis ဖြစ်နေတာကိုခွင့်ကောင်းယူပြီးတော့မှသူများကိုရှင်ပြိုင်အလဲထိုးမဲ့ခေါင်းဆောင်မျိုးpublicize လုပ်တယ်ဆိုငါတို့ဒါလုပ်နိုင်ပါတယ်ဟေးဆိုတကယ်ကိုဒီ company ရဲ့ image ကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟို selly style မျိုးနဲ့လုပ်တာမျိုးပဲဖြစ်မလို့ချင်ဘူးလူတွေက if ever there was a time for leader to be authenticity so they need to be humble open realistic about healthcare and logistic challenges they are facing while using the best science and technology talent in other organizations to address the complexity of COVID-19 pandemic လို့ပြောတဲ့အခါကျ authentic leadership ကိုရေးခဲ့တဲ့ Bill Job ကဒီ article ရေးတာဖြစ်တယ် match လာမှာသူပြောချင်တာဟာနင်တို့သူများဒုက္ခရိုက်တိုင်းเนาะသူများ company ကိုအလဲထိုးလိုက်ပြီးငါသူတို့မလုပ်နိုင်ပေမဲ့ငါတို့လုပ်ပါတယ်ဆိုတဲ့ leader မျိုးတွေလည်းငါတို့မလို့ရှင်သူပြောချင်တာပြီးသွားလို့ရှိရင်ဒီဟာအပေါ်မှာအခွင့်ကောင်းယူပြီးတော့မှခါဟို publicize တွေလုပ်ပြီးတော့ဟာတာမှာဟိုလှူတာနည်းနည်းဟိုဟာဖြစ်တာများများအဲ့လိုမျိုးတွေလည်းသူတို့မလို့ချင်ဘူးအဲ့ဒီခါကြတော့တဲ့ဘယ်လိုမျိုးတကယ် true leader ဆိုလို့ရှိရင်ကို organization ရောတခြား community တွေအတွက်ကိုပိုကောင်းတဲ့အဲ့ဒါရပါတယ်เนาะ take care เนาะအဲ့တော့ဟိုစားပိုကောင်းတဲ့ဒီ leadership ပုံစံမျိုးကိုပဲလိုချင်တယ်ဆိုတဲ့ဟာ Bill Job ကပြောသွားတယ် another one ကကျတော့ဘာလဲဆိုလို့ရှိရင်another topic what good leadership look like during pandemic လို့ပြောတဲ့အခါကျတော့ leadership is entertain first moving crisis mean making oneself available to feel what is it like to be in other shoes leadership ဆိုတာရှင်းလင်းတယ်ဘယ်လိုမျိုးပဲလဲသူများရဲ့ဖက်နဲ့တဲ့ဝင်စည်းကြည့်ရပဲဒါကျမတို့ပြောနေကြဖြစ်တယ်အဲ့တော့ to lead with empathy လူတွေကိုကိုချင်းစာတရားနဲ့ကောင်းဆောင်ပေးဖို့ရလိုအပ်တယ် leader to feel with empathy and think with intelligence အဲ့တော့ empathy ရှိအောင်လည်းမလုံလောက်ဘူးเนาะ leader တွေမှာ intelligent လိုအပ်တယ် and then to use their position of authority အဲ့တော့ကိုကဘာမှ voice out လုပ်ခွင့်မရှိဘူးရာထူးတစ်ခုမရှိဘူးဆိုတော့ကိုယ့်ရဲ့ authority သုံးခွင့်မရှိဘူးကိုက manager တယောက်ဖြစ်လာမယ်ဆိုရင်ကိုကauthority သုံးခွင့်ရတာဟာမျိုးဖြစ်လို့ဆိုလို့ရှိရင်เนาะကိုကဟိုပိုပြီး effective ဖြစ်တဲ့ဟိုစာအလုပ်တွေလုပ်နိုင်တာပေါ့ဒါကြောင့်မလို့ position ဆိုတာလည်းဟိုအနည်းနဲ့အများတော့အရေးကြီးသေးတယ်ဘယ် position မှာရှိလဲဆိုရင်ကိုက position တစ်ခုရှိတယ်ဆိုရင်အဲ့ position ကနေအများကြီးပိုပြီး effective ဖြစ်အောင်လုပ်လို့အဲ့တော့ leaders က empathy intelligent နဲ့ authority ကိုအသုံးပြုပြီးတော့မှလောက်တာဖြစ်တယ် the first one act with urgency communicate with transparency respond productively to missteps ခုနပြောမှားနှင်းမိတာမျိုးရှိမှာပဲဒါပေမဲ့ချက်ချင်းပြန်ပြင်ဖို့ရန်အတွက်လိုအပ်တယ် engage in constant updating ဆိုပြီးဒီ article ကပြောသွားတယ် another article ကကြတော့ဘာပြောသွားလဲဆို coaching your team through a certain time ကိုယ့်ရဲ့ဒီ coaching was a pandemic အချိန်မှာဘယ်လို coach လုပ်မလဲ when employee can bring their best self to work they feel more autonomous and their work feel more meaningful even when they are working in the living room their engagement has a chance to soar what feel like it's matter more when it's get to decide its stand အဲ့တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကကြတော့ဒီ seven leadership လိုမျိုးပြန်ပြီးတော့မှစဉ်းစားတာဖြစ်တယ်ဟုတ်ပြီ leaders employees တွေကသူတို့မှာ autonomous power ဖြစ်လာတယ်သူတို့ကိုသူကြကြ appreciate လုပ်တယ်ဆိုရင်သူတို့ကပို့ပြီးတော့ engagement ကောင်းလိမ့်မယ်အဲ့တော့ number 1ကသူကပြောလဲဆို think about how you can serve the people you lead help employees discover their own personal purpose encourage employees to reflect an opportunity to recraft their job လို့ပြောထားခဲ့တာဖြစ်တယ်အဲ့ဒါဆိုရင်အခုပြောခဲ့တာဆိုရင် article 6ခုကိုပြောပြီးသွားပြီပေါ့နော်ကျွန်တော်နောက်ထပ်3ခုဒါတော့ Harvard Business Review ကမဟုတ်တော့ဒီအောက်မှာဆိုကျွန်မရေးထားတာရှိရယ် Forbes APA နဲ့ UNDP ရဲ့ article ဟိုပြောထားတယ် the similar one မှာဘာဖြစ်လို့ကျွန်မ Harvard Business Review ကနေမပြောတော့ဘူးလဲဆိုတော့အဲ့ဟာ Harvard Business Review လို့ Harvard Publication တို့ကမပြောတော့ဘူးလဲဆိုအဲ့ကပဲပြောတဲ့ article တွေလူတော့ရေးထားတာမတူပေမဲ့အဲ့ကပဲပြောထားတဲ့ဟာတွေပဲဖြစ်နေမယ်ဆိုလို့ပထမတစ်ခုက Forbes ကပြောလဲဆိုရင် witnessing the collapse of the standardization model
the model of leadership based on command and control hierarchy and silo daria bapile standardize ka efficiency ဖြစ်စေတာတော့မှန်တယ်နော်ဒါပေမဲ့ဘယ်အချိန်မှာပဲအဆင်ပြေလဲဆိုရင်အားလုံးကခံမှန်းလို့ရတဲ့အချိန်ဒီမှာပဲ standardizing ကအဆင်ပြေတယ်ဒါပေမဲ့ but efficiency is not resilient လို့ပြောရင်နော် no resilient require resilient မဖြစ်ဘူး efficiency ကိုစဉ်းစားမယ်ဆို resilient မဖြစ်ဘူး resilient ဖြစ်ဖို့ဆို adaptability လို့တယ် adaptability ကလည်းဘာလို့အပြန်သေးလဲဆိုရင် freedom for people to be their most individual so to be themselves to the fullness လို့ပြောရတဲ့ကြောင့် adaptable ဖြစ်ဖို့ရန်အတွက်လူတွေကကိုလှုပ်ချင်တဲ့ဟာလှုပ်နိုင်တဲ့ဟာကိုလည်းလှုပ်ခွင့်ပေးဖို့ရန်အတွက်လိုတယ်လို့ဒီ article ကပြောသွားတယ်ဒါဆိုအခုနောက်တော့က standardized control နဲ့ efficiency နဲ့မလုံလောက်တော့ဘာဖြစ်လို့လဲဆို situation က quickly change ဖြစ်လို့ဖြစ်တယ် Claire APA မှာရေးထားတဲ့APA ကကြတော့လဲအစားရ APA method တည်းမှာကျမတို့ formatting လုပ်တဲ့ method လေးเนาะသူတို့ရဲ့ website မှာရေးထားတဲ့ article တစ်ခုဖြစ်တယ်သူက psychology အစားရ APA ဒီ psychologist ဖြစ်တဲ့အတွက်ကြောင့်မလို့ no psychology research show how to boost leader communication in times of crisis တွေမှာ leaders တွေကဘယ်လိုမျိုးဆက်ဆံရမလဲဆို during uncertain and fluid time the need for strong calm trustworthy leadership ကအရေးကြီးရယ်ဒါကြောင့်မလို့ leader တယောက်ဖြစ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ stress ကိုလည်းကို manage လုပ်နိုင်ရမယ် share information with empathy and optimism information share လုပ်တဲ့ခါမှာကြာတယ်လဲ empathy ပြီးတော့ optimism တွေနဲ့ share လုပ်ရမယ်ပြီးတော့ယုံကြည်မှုရအောင်ရှိသမျှ credit ကိုယူတာမဟုတ်ဘဲနဲ့ credibility ကိုလည်းယုံကြည်မှုတည်ဆောက်ဖို့အတွက် credibility ပေးရမယ် honest ဖြစ်ရမယ်เนาะဖမကကန်ပြောရမယ် transparent ဖြစ်ရမယ်เนาะဟိုထိန်ချထားတာမျိုးမရှိရဘူး provide regular communication အဲ့တော့အမြဲတမ်းဆက်သွယ်ဆက်မှုဖြစ်ရမယ် provide forums for feedback and role model feedback ပေးရမယ်ကိုယ်တိုင်လည်းကိုပြောသလို walk the talk ပေါ့နော်ကိုပြောတယ်ကိုလုပ်ချင်တဲ့အတိုင်းကိုယ်တိုင်လည်းစူးစမ်းတဲ့သူတယောက်ဖြစ်ရမယ်ဒါကအခုန crisis ဖြစ်လာတဲ့အခါမှာဘယ်လို leadership မျိုးကအရေးကြီးတယ်လဲဆိုတော့ it's more like a authentic leadership ပေါ့နော်တတိယတစ်ခုကကြတော့ဘာလဲဆိုရင် UNDP ကလည်းဒီ South Asia ဖြစ်နေနော် it's like Asia region မှာဖြစ်တဲ့ UNDP ကိုတာဝန်ထားတဲ့သူကရေးတာနာမည်တော့မိသွားအမျိုးသမီးအဲ့တော့သူကဘာပြောလဲဆိုရင်ဒီလို pandemic မျိုးမှာတဲ့6ချက်ကအရေးကြီးရယ် number 1ကဘာလဲဆို so much is about being present and hopeful in the moment present เนาะ being present ဆိုဖြစ်နေတဲ့အချိန်ဒီမှာကိုကရှိနေရမယ်ကိုကဟိုအတိတ်ကဘဝကိုပဲစဉ်းစားနေရမယ်အနာဂတ်ကိုပဲပြောဖြစ်နေရမှာမဟုတ်ရှိနေတဲ့အချိန်ဒီမှာကိုကတွေးနေနိုင်ရမယ် but still hopeful ပေါ့နော်Number 2ကဘာကြလို့လဲဆိုရင် message changes all the time လို့ပြောရတဲ့အတွက်အခုနောက်တော့ communication တို့ဟိုစားပါလဲဟို regular communication တို့ transparency တို့ဒီဟာတွေအကုန်လုံးဆက်ဆက်နေတော့ပြောတဲ့ဟာကတလန်းနဲ့ပဲသွားတာတွေ့ရတယ်ဒီ article ကိုခုလုံးကိုကြည့်လိုက်လို့ရှိရင်No. Number 3, we need to make top decision and work through top choices first. Care decision decision we need to protect. Now, dignity, rights, and value, and do so visually. No. So visually low visually low maybe dignity right and value go right to go organization to go employee drug or go payment product and service drug or any honey or and protect we must not be plan driven but purpose driven the plan driven to the solution the plan where me yamaka to ame tomorrow how bien since so certainty purpose driven below you purpose driven ဖြစ်လို့ရှိရင်တော့ဘာဖြစ်လဲ plan ကိုလိုအပ်ရင်ပြောင်းနိုင်တဲ့အစွမ်းတတိကျမတို့မှာရှိနေတယ်အဲ့တော့ number 6ကဘာလဲဆိုရင် everyone is having their own up and down ကြည့်ရမယ်ကိုရိုင်းမဖြစ်တာမဟုတ်လူတိုင်းက up and down ဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုအချိန်ပြည့်မချောမွေ့ခဲ့ရင်လည်းကျမတို့ကနားလည်ပေးနိုင်ရမယ်ဆိုတဲ့ဟာကိုပြောပြတဲ့အတွက်ကြောင့်မလို့ခုန leadership style တွေပြောခဲ့ပြီးနောက်ပြီးတော့ဒီ pandemic မှာဖြစ်ပေါ်တဲ့အခြေအနေနဲ့ဖြစ်တဲ့ leadership style တွေကိုလည်း article 6ခုနဲ့ကျွန်မဒီ sharing လုပ်ခဲ့ပေးတာဖြစ်ပါတယ်လို့ခဏဒီဟို record လုပ်တာကို pause
အခု sharing လုပ်မဲ့ဟာကကြတော့ authentic leadership ဖြစ်ပါတယ်ဆိုတော့ကျမဂျားထဲမှာလည်းဟိုတောက်လျှောက်ပြောခဲ့တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ကြီးအကြာကြီးပြောစရာတော့မလိုတော့ဘူးပေါ့နော်ဒါကြောင့်မလို့ခုနတုန်းကပြီး previous slide ကိုပြန်ပြီးတော့ကောက်တာဖြစ်ပါတယ်လို့အဲ့တော့ authentic leadership လို့ပြောတဲ့အတွက်ကြောင့်မလို့ discussing လုပ်မှလည်း authentic leadership ကြောင့်ကိုပဲပြောမှဖြစ်ပါတယ်အဲ့တော့ဒီအောက်မှာကျတော့ကျွန်မအသုံးပြုခဲ့တဲ့ဒီ authentic leadership နဲ့ပတ်သက်တဲ့ article နှစ်ခုရှိပါတယ်အဲ့ဒါလည်းကိုယ့်ကိုဝင်လေ့လာလို့ရပါတယ်အဲ့တော့ခုနပြောခဲ့တဲ့အတိုင်းပဲ build job ပေါ့နော် build job ကဒီက authentic leadership နဲ့ပတ်သက်ပြီးတော့မှစပြီးတော့ terms ကိုအသုံးပြုခဲ့တဲ့သူဖြစ်တယ်သူကတကယ်တော့လေသူက senior executive เนาะ Honeywell company မှာเนาะ Lipton Industry မှာသူကအရင်တုန်းကသူကဘာဖြစ်လဲဆို CEO ဖြစ်နေလုပ်ခဲ့ရအဲ့ဒီခါမှာပြီးတော့မှသာသူကဘာဖြစ်လဲဆိုလို့ရှိရင် Harvard Business School မှာပေါ့နော် CEO မလို့လား Harvard Business School မှာသူက professor တယောက်ဖြစ်လာတာဖြစ်တယ်အဲ့တော့သူကဘာကိုမကြိုက်ဘူးလဲဆို bureaucratic ဖြစ်တဲ့ဟာကိုသူကမကြိုက်ဘူးအဲ့လို business တွေမှာလည်း bureaucratic leadership နဲ့အကုန်လုံးလောက်တာကအဆင်မပြေဘူးဆိုတဲ့ဟာကိုပြောတယ်အဲ့ဒီခါကျတော့ तू ကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့ practice တွေပေါ့နော် तू ဒီ CEO ဖြစ်လုပ်ခဲ့တဲ့မှာเนาะသူရဲ့ practice တွေကို तू ကပြန်ပြီးတော့မှreflect လုပ်ပြီးတော့မှခုနကတော့ဒီ authentic leadership terms ကိုသုံးလာတာဖြစ်တယ်အဲ့တော့သူများတွေက democratic leader လို့ပြောတယ်အခုနလိုမျိုးလူတွေကပြောတာပေါ့နော်ဘာမှ concept လည်းမရှိသေးဘူးလို့ပြောတဲ့ခါကျသူ့ရဲ့ employees တွေကိုသူကအစတည်းက bureaucratic leadership ကိုမကြိုက်တဲ့လူလေမကြိုက်တဲ့လူဖြစ်တဲ့ခါကျတော့သူကဘာဖြစ်လဲဆိုလို့ရှိရင်သူကဟို democratic leadership နဲ့သူ့ရဲ့ CEO ကသူအဲ့လိုဥဆောင်ခဲ့တယ်လို့လူတွေကပြောစမှတ်ပြုကြရပေါ့နော်အဲ့တော့ democratic leadership ဆိုတဲ့ article တွေဖတ်လို့ရှိရင် Bill Jobs ကလည်း one of the democratic leaders ဆိုပြီးတော့သူတို့ပြောကြတာကိုတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ဗာလဲဆိုလို့ရှိရင်သူကအဲ့လိုမျိုးနဲ့ဒီဘယ်လိုခေါ်မလဲဒီbureaucratic ကိုမကြိုက်ဖဲနဲ့ဒီလိုဟာမျိုးအဆင်မပြေဘူးဆိုတဲ့ idea နဲ့ तू practically तू lead လုပ်ခဲ့တာပေါ့နော် lead လုပ်ခဲ့ပြီးတော့မှ professor တယောက်ဖြစ်လာတဲ့ခါကျတော့မှ what is authentic leadership ဆိုတဲ့ဟာကို तू ကလူတွေကိုစာအုပ်ထုတ်ပြီးတော့ तू ဒီဟာကိုရှင်းပြတယ်ဒီအခုချိန်ဒီလေဒီဟာကို encourage လုပ်ပြီးတော့လူတွေက authentic leader ဖြစ်အောင်လို့ဆိုပြီး तू ကဆက်ပြီးတော့ encourage လုပ်နေတဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့ authentic leadership is a theory that is still forming in the business world theory တစ်ခုဖြစ်တယ်ဒါပေမဲ့ business world မှာ apply ဖြစ်ဖို့ forming ဖြစ်ဖို့လုပ်နေတဲ့ theory တစ်ခုဖြစ်တယ်ပေါ့နော် the idea of authentic leadership is that leaders are seen to be genuine လုံးဝ leader ကမှန်မှန်ကန်ကန်ပဲ genuine ပဲဖြစ်တဲ့အတွက်ကြောင့်လုံးဝအတူပါမဟုတ်လုံးဝအစစ်မှန်ပဲဖြစ်တယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်နောက်က this theory was created by Bill Jobs in his book Authentic Leadership published in 2003ဆိုတော့အဲ့ဒီစာအုပ်ကိုလည်းကျွန်မဟို reading materials တွေမှာထည့်ထားတယ်လေဆိုတဲ့အခါကျတော့ကိုသဘောကျရင်လည်းဖတ်လို့ရတယ်အဲ့တော့ this book take on the entire theory that for leaders being themselves is key for finding success သူကဘာပြောထားလဲဆိုစာအုပ်ထဲမှာဘာလဲbeing themselves เนาะ being themselves is the key to finding success လို့ပြောတယ်အဲ့တော့ကိုယ့်ရဲ့ကိုပုံစံနဲ့ကိုရှိခြင်းဟာ leader တွေရဲ့ key to success ဖြစ်တယ်လို့သူကတော့ပြောထားတာပေါ့နော်ဆိုတော့ဘယ်သူမှ copy မကူးနဲ့ you have to be genuine and you have to be themselves เนาะto be able to find success လို့သူကပြောခဲ့တာဖြစ်တယ်ရတယ်အန်ကြီးအဲ့တော့ there are other important leadership skills but being yourself help you to then hone those things but it doesn't work does it work it's appear that the answer is yes in fact research shows that the research authentic leadership is the biggest predictor of the employee job satisfaction organizational commitment and workplace happiness authentic leader တယောက်ဖြစ်တယ်ဆိုသူဒီ employee တွေရဲ့ job satisfaction ရှိသလား organization မှာလည်း commitment ကိုသူကိုယ်တိုင်ရော employee ရဲ့ commitment ကိုရောရှိအောင်ဘယ်လိုလုပ်မလဲအလုပ်လုပ်နေတဲ့အခါမှာလည်းလူတွေရဲ့ happiness ပေါ့နော်ဒီအလုပ်မှာသူ enjoy ဖြစ်တဲ့ဟာကိုအရင်authentic leader တွေကအဲ့လိုမျိုး good intention ရှိတယ်ဆိုပြီးတော့မှအဲ့လိုနီးလန်းနဲ့စိတ်မျိုးနဲ့လုပ်တယ်ဆိုတာပြောပြရပါတော့အဲ့တော့
To be honest solution built up 2003 သူရဲ့စာအုပ်ထဲမှာဆိုလို့ရှိရင် leaders ရပါဖြစ်ရမလဲ purpose value relationship self discipline and passion အဲ့ဒီ၅ခုနဲ့ 1 2 3 4 5ပေါ့နော်အဲ့ဒီ၅ခုနဲ့ဖြစ်ရမယ်ဆိုဒါကသူ့ရဲ့ authentic leader wheel ပေါ့နော် purpose value relationship self discipline heart အဲ့၅ခုနဲ့ရှိနေရမယ်အဲ့၅ခုဖြစ်တဲ့အခါဆိုရင် the situation ပေါ်မူတည်ပြီးတော့မှသူတို့အဆုံးဖြတ်နိုင်လိမ့်မယ်ဖြစ်တယ်လို့ပြောခဲ့ရတယ်ပေါ့နော်ဒီမှာအဦးဆုံးကဘာလဲဆိုရင် purpose ဆိုရဲ a sense of purpose နော်အဲ့တော့ sense of purpose being a leader is that authentic involve demonstrating some of purpose in order to seem real and approachable ခုနကတော့စာarticle တွေမဲ့ပြောပြအောင်ကျမတို့က plan driven လုပ်လို့မရဘူး uncertainty ဖြစ်တဲ့အခါမှာဘာဖြစ်လဲ purpose driven ဖြစ်ရတယ် a sense of purpose တကယ်ရည်ရွယ်ချက်ကဘာလဲအဲ့တော့ဒီမှာဆက်ပြောတာဆိုရင် passionate leadership involve caring about the work they are doing and seeing leader care make employee more interest in caring about their work too လို့ပြောတဲ့ကြောင့်လို့သူဒီဘာဖြစ်လဲ employee တွေကို caring လုပ်တယ် employee တွေကို carry လုပ်တဲ့အတွက် employee တွေကလည်းပိုပြီးစိတ်ပါကိုရအလုပ်လုပ်ကြတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒါ example အနေနဲ့ sense of purpose ဆိုတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုမြင်ရတယ်လဲဥပမာအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင် leadership that show authenticity is seen when a manager is assigned a new project from upper management and will then hold a meeting for employee about this new role. They share the things that they are excited about, the structure of the project, and how everyone will be involved to create a good result. A sense of purpose can look different based on the leader, but ultimately, authentic leader will need to fix a sense of purpose. They already are passionate about their work and followers can see that in their behavior and in the practices လို့ပြောထားတယ်တော့ဒီမှာပေးထားတဲ့ဥပမာလေးကတော့ဗာလဲဆိုလို့ရှိရင် authentic ဖြစ်တဲ့ sense of purpose အနေနဲ့ပြရမယ်ဆိုရင်ကိုယ့်ရဲ့သူ့ရဲ့ manager တယောက်ကိုသူ့ရဲ့ upper management ကနေပြီး project တစ်ခုကို assign လုပ်လိုက်တယ်အဲ့လိုလုပ်လိုက်တယ်ဆိုရင် तू က meeting ထိုင်တယ်ပြီးသွားလို့ရှိရင်ဒီဘယ်သူတွေဘယ်လိုလုပ်နိုင်တယ်လဲပြီးသွားလို့ရှိရင်ဒီဟာလုပ်ရင်ဘယ်လောက်ထိကောင်းတယ်လဲဘယ်လိုမျိုးခွဲဝေလုပ်ကြမလဲသူ့ရဲ့ vision ဖြစ်တဲ့ passion ဖြစ်တဲ့ဟာကိုသူ့ရဲ့ team members တွေနဲ့ sharing လုပ်တယ် sharing လုပ်တဲ့အခါကျတော့ team members တွေကဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့ passionate ဖြစ်မှုသူ့ရဲ့ sense of purpose organization sense of purpose ကိုသူနဲ့အတူတူသိရတယ်အဲ့တော့ထူးခြားမှုကတော့ဘာလဲဆိုရင် sense of purpose ရှိရဲ့သူကသူ့ရဲ့ sense of purpose ကို fake လုပ်စရာမလိုသူပြောဆိုပုံမှာသူ့ရဲ့ behavior မှာသူ့ရဲ့ practice မှာအဲ့ဒီဟာကိုဘာဖြစ်လဲဒီ employees တွေကမြင်သူ့ရဲ့ followers တွေကမြင်ရတယ်ပေါ့နော်မြင်ရတယ်ဒါ sense of purpose ဒါ one of the examples ဆိုတော့အဲ့တော့ကိုလောက်ကိုင်းနေတဲ့အချိန်မှာရည်ရွယ်ချက်ရှိသလားကိုလောက်ကိုင်းနေတဲ့ချိန်မှာစိတ်ပါကိုရကိုကိုတိုင်းpurposeful ဖြစ်တဲ့ဟာမျိုးဖြစ်သလားပေါ့နော်distant value အဲ့တော့အချိန်မပြောတော့ distant value မှာကျတော့ဘာလဲဆိုလို့ရှိရင် value ဆိုပြောရင် integrity ဘယ်လောက်ထိအကျင့်ကောင်းတယ်လဲပေါ့နော်အဲ့တော့ကျမတို့ခွဲခြားလို့မရတာက authentic leadership နဲ့ ethical leadership က hand in hand ethic မရှိတဲ့ leadership ကဘယ်လိုမှ authentic leadership မဖြစ်နိုင် ethical ဖြစ်သလားပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် authentic leader တယောက်ကသူ့မှာ standard ရှိရယ်သူ့မှာဘယ်လိုအလုပ်ကိုပြောင်းလုပ်ရအောင်လုပ်ရမယ်ဘယ်လို value ရှိမလဲဆိုတာမျိုးရှိရယ်အဲ့တော့တချို့ကိစ္စတွေမှာသူ့မှာအားလုံးသူ့ကိုချစ်ပါစေတော့ဆို short ပေးလိုက်တာမျိုးမရှိဘူးတချို့မှာသူက strict ဖြစ်တယ်No, maybe they won't tolerate because they have integrity, they are ethical, they don't use shortcuts, no? They won't compromise the rules. အဲ့ဒါလည်း authentic leader အတွက်အရေးကြီး authentic leader ဆိုတာအချစ်ခံလို့ပဲမရဘူးတို့အဲ့ရင်လည်းဘာဖြစ်လဲအမုန်းခံရမယ်အဲ့တော့ဘာအရေးကြီးလဲဆိုလို့ရှိရင် followers see this ethical behavior and have trust in the organization as a whole အဲ့လိုမျိုးဖြစ်တော့မှသာ followers တွေကသူဒီ ethical ဖြစ်ပါလား organization ကိုယုံကြည်လို့ရပါလားဆိုတဲ့ sense ကိုရပြီးတော့တဲ့အခါမှာဖြစ်တယ်အဲ့တော့မှာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါ distant value ရှိဖို့ဆိုရင်လူတယောက်က leader တယောက်ကဘာလိုအပ်တယ်လဲgrow more self-aware of their own ethics and discipline ကိုယ့်ရဲ့ ethic ဘယ်လိုရှိလဲကိုယ့်ရဲ့ discipline ဘယ်လိုရှိလဲပြောရင်အဲ့တော့ distant value ရဲ့အဓိက main point ဆိုတော့ဘာလို့ပြောလို့ရလဲဆိုရင် integrity လို့ပြောလို့ရတယ်နော်နောက်တစ်ခု
relationship building အဲ့တော့ဒီအခုပြောလိုက်တဲ့ authentic leader လေနောက် leading ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်မပြောမယ်ဒီ four frames of leadership နဲ့အများကြီးဆက်မှုရှိနေပါတယ်เนาะကျွန်မတို့ကတခေါင်းစဉ်တစ်ခုတည်းနဲ့ခွဲပြီးချလိုက်လို့မရဘူးတဖြည်းဖြည်းနဲ့ကျွန်မတို့ကလူတွေက point of view မျိုးနဲ့ပြောတဲ့ leadership နဲ့ပတ်သက်တဲ့ quality တွေ characteristic တွေ behaviors တွေเนาะmindset တွေအဲ့ဒါတွေကိုကျွန်တော်တို့စီမှာရှိသွားအောင်ကိုယ့်ဟာကို develop လုပ်ယူရတာကိုဆိုတော့ဥပမာ build up ပြောတာမှာလုပ်မယ် four frame ပြောတာမှာbold and df four frame ပြောတာမှာလုပ်မယ်အဲ့လိုလုပ်လို့မရဘူးတဖြည်းဖြည်းချင်း build up လုပ်ပြီးကိုယ့်ရဲ့ personality နဲ့ဥဆောင်ရမှာအဲ့တော့ relationship building မှာ authentic leader က build the relationship เนาะအဲ့တော့ဖြစ်တယ်သူရဲ့ employees နဲ့ colleagues တွေအဲ့ဒါအရေးကြီးတယ်ပြီးတော့လို့ရှိရင်သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင် they are willing to share things about themselves communicate and actually listen to others အဲ့ဒါကအရေးကြီးရပေါ့နော်ဆိုတော့သူတို့အကြောင်းလည်းသူတို့ sharing လုပ်ဖို့ communicate ကောင်းလုပ်ဖို့ပြီးများအကြောင်းကိုလည်းစိတ်ပါဝင်စားမှုရှိဖို့ဒါအရေးကြီးရယ်ဆိုတော့ဒီရတယ်ဥပမာအနေနဲ့ဆိုရင် authentic leaders က employee ဥပမာပေါ့သူများအကြောင်းကိုဆက်စုကြမလို့သူများအကြောင်းဖြတ်ဝေတာမျိုးတော့မဟုတ်ဒါပေမဲ့သူရဲ့မိသားစုတွေဘယ်လိုချင်းနေရှိသလဲအဆင်ပြေသလားဒါမျိုးတွေပေါ့နော်ပြီးတော့ဘယ်လိုမျိုး authentic leader ရဲ့ relationship based ဆိုဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်ဥပမာပေါ့နော်အလုပ်သမားတယောက်ကစောပြင်ချင်တယ်ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အမျိုးသားကိုဒါမှမဟုတ်အမျိုးသမီးကိုသူက CV စိတ်ကိုပြကြလို့တဲ့အခါကျတော့ဟုတ်ပြီဒီမှာ9နိုင်ရနေ9နိုင်မဟုတ်ဘဲနဲ့10နိုင်ရနေ4နိုင်လာပါမယ်ဘယ်ရက်ဒီဆိုလို့ရှိရင်သူ့ကိုစိတ်ကိုပြဖို့လို့ပါလို့ပြောအော်အေးဟုတ်ပြီရပါတယ်ဆိုတဲ့ဟာမျိုး flex ပဲပြောမဟုတ်ဘူးငါတို့ရုံးတဲ့ချိန်က9နိုင်9နိုင်ပဲနေလုပ်ဖို့လုပ်ရမယ်9နိုင်ပြီးတော့မှနေသွားလိုက်ပေါ့ဆိုတဲ့ဟာမျိုးဆိုလို့ဖြစ်တယ် relationship building right this kind of things ပေါ့နော်ဒါ easy ပေါ့နော်မြင်တာတဲ့ဒီ relationship building ရဲ့ example တစ်ခုဖြစ်ပါတယ်တဲ့နောက်တစ်ခုကပါလဲဆို goals နော် self discipline နဲ့အရေးကြီးဆုံးပဲ authentic leaders ကကြတော့ပါလဲဆိုရင်the leaders have focus they need to be move forward no matter what come their way ဆိုပြောရတဲ့ကြောင့်မလို့ပါလဲအမြဲတမ်းတည်ယူလေ့လာနေတဲ့လူခုဝယ်ခံဖြစ်ရမယ်သူမျိုးဖြစ်တယ်အဲ့တော့ပါလဲဆိုလို့ရှင် self discipline မရှိတဲ့သူက authentic leader ကြောင့်မဖြစ်နိုင်ဘူးကိုလည်း self awareness ရှိရမယ် it's encourage နော် self awareness ရှိရမယ်ပြီးသွားလို့ရှိရင်ကိုလည်းဒီ self discipline ရှိရမယ်သူများတို့ပဲ discipline ရှိကိုကြ self discipline မရှိလို့မရဘူးအဲ့တော့သူများကိုပြောတဲ့ခါလဲကိုတိုင်းလည်းအဲ့လိုမျိုးလုပ်တဲ့ဟာမျိုးဖြစ်တဲ့ဟာမျိုးဖြစ်နေရမှာဖြစ်တယ်ပေါ့နော်ဒါမှ authentic leader ပြောတယ်တယောက်ဖြစ်နိုင်မှာဖြစ်တယ်နောက်တစ်ခုကgenuine heart အဲ့တော့ဘာလဲဆိုလို့ရှိရင်အလုပ်လုပ်တဲ့အခါမှာဘာတွေအရေးကြီးလဲ leadership ကောင်းတရားဖို့ mental health ကအရေးကြီးရယ်နော် mental health မှာချိုးရင်ချင်းရှိတယ် mental health မကောင်းဘူးဆိုရင်ဘယ်လိုမှ good leader authentic leader မဖြစ်နိုင်ဘူးအဲ့တော့ဘာ authentic leadership ကပါလဲ compassion to the employee authentic leader willing to show compassion to employee ဘာအရေးကြီးလဲ self awareness ဆိုတာအရေးကြီးရယ်အဲ့တော့ genuine heart ဖြစ်ဖို့ရန်အတွက်mental health မကောင်းရင် genuine heart မရှိနိုင်ဘူးဒါကိုသူများတော့ခေါ်ရတာမှပြောတယ်ဒါမှမဟုတ်သူကိုထက်သူများကတာတာမျိုးကိုမကြိုက်ဘူးအမြဲတမ်းကိုဆရာဖြစ်ချင်တယ်တပည့်ပြန်ဖြစ်ချင်တယ်ပြဿနာမျိုးနောက်တစ်ခါကြာလို့ရှိရင် good intention မဖြစ်နာမျိုးပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ mental အတက်ကြအရင်များနေတာမျိုးဆို mental တက်ကြအရင်များတဲ့လူက good leader ဖြစ်ပုံဖြစ်နိုင်သူက calm ဖြစ်ရတဲ့ situation ကိုယ့်ရဲ့moody ဖြစ်တဲ့ဟာကို short ချနိုင်တဲ့လူမျိုးဖြစ်ရတဲ့ good leader တယောက်အဲ့တော့ဘာအရေးကြီးလဲဆို genuine heart ဖြစ်ဖို့ရန်အတွက် mental health emotional intelligence EI အရေးကြီးတယ် genuine heart ဖြစ်ဖို့ရန်အတွက် EI အရေးကြီးရယ်နောက်က self awareness sensitivity sense တော့ရှိရ sensitivity ဆိုတဲ့နေရာကဘယ်လိုဟာမျိုးလဲဆိုသူများကရပါတယ်လို့ပြောလိုက်လို့ရှိရင်လည်းရပါတယ်အနောက်မှာသူတကယ်ရတာလားသူကသူ့ရဲ့အခြေအနေပြောတော့ကိုက sense ဖြစ်နိုင်ရတာပေါ့နော်ဟိုနေ့ကပြောသွားတဲ့အထက်မှာဆိုရင်ဘာတွေဖြစ်လဲတချို့က you need to know manager တယောက်ရဲ့ဟို essential skills တွေမှာဘာဖြစ်လဲcommunicationမှာဘာဖြစ်လဲ you need to know behind the reports what is the meaning behind the report you need to know the meaning behind emails เนาะဒီ email စာရဲ့အနောက်ကဘာလို့ဆိုလို့လဲ sensitivity ရရှိရတော့ genuine heart ရှိမှသာလေ mental health emotional intelligence self awareness and sensitivity ဖြစ်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒါဖြစ်တယ်အဲ့ဒါခါကျတော့no authenticity under pressure ဆိုတာအခုလာလို့မျိုး COVID-19 လို့ဖြစ်တာမျိုး COP21 လို့ဖြစ်တာမျိုး under pressure တွေအများများလာတဲ့အခါမှာ
focusing on the people-centered element of leadership work being strongly stressed in time of uncertainty. There are in need of corporate level adjustment. Now, corporate level adjustment လို့ပြောချင်တာ company တစ်ခုကြီးအလိုက်ကိုပြောင်းလဲ adjustment လုပ်ဖို့လိုတယ်အဲ့ဒါခါကြလို့ရှိရင်ဒါဘာတွေလဲလို့သေးလဲဆိုလို့ရှိရင် as well as self adjustment authentic leader company corporate level မှာလည်း adjustment လို့ဆိုကိုယ်တိုင်ကလည်း adjustment လို့တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပါလဲ example you think you are good at it may not relevant to the current situation anymore ဒီလိုစီရတယ်ဆိုစတဲ့နာအရင်တော်တယ်မျက်နှာရပါကြီးဟိုဘက် shot လိုက်ဒီဘက် shot လိုက်ကျမဆိုရင်ဟိုဘက် shot ဒီဘက် shot လိုက်တိတ်စိတ်ဝင်စားထိုင်တင်မတင်တနေရာမှာထားတင်များတော့ထိုင်တင်တာများတယ်ဆိုဟိုညချတော့လမ်းလျှောက်ပြီးတော့ပြောရတယ်တစ်ခါလေးရှိပါတယ်။များသောအားဖြင့်ထိုင်တင်တဲ့ဟာမျိုးရှိတယ်။တချို့ကျတော့တကယ် very active လူတယောက်ရဲ့ဟိုတက်လိုက်ဒီဘက်သွားလိုက်နော်လူတယောက်နဲ့မျက်လုံးချင်းနဲ့ဆိုင်မိခုနေမေးလိုက်တယ်လို့ actively ပြောတယ်။ဆိုတော့ actively တင်လို့လေဒါသူ့ရဲ့ advantages အနေနဲ့ရှိနေစတင်တာ။ဒါပေမဲ့Zoom နဲ့တင်ရတော့မယ် online နဲ့တင်ရတော့မယ်ဆိုတော့ his or her advantagesက is not relevant anymore no such adjustment ငါလုံးဝတက်ကြီးသမားမဟုတ်ဘူးငါလုံးဝ down to earth သမားငါလုံးဝဒီလူတွေနဲ့ထိတွေ့ဆက်ဆံတဲ့သမားဆိုပြီးတော့သူ့ရဲ့ advantages က it's become disadvantages ဖြစ်သွားတာပေါ့နော်လုံးဝ technology လည်းအရင်မလေးလာခါတဲ့အခါပိုပြီးစိတ်ပြတ်သွားတာမျိုးရှိနိုင်တယ်အဲ့ဒီခါမှာကိုကဘာလုပ်ရလဲကိုက Google Classroom တွေလုပ်တဲ့အောင် Zoom တွေတင်တာကိုလေ့လာရတယ် sometimes you need self adjustment as well as corporate level adjustment team require greater discretional effort အဲ့တော့ကိုနဲ့လက်တွဲလုပ်တဲ့ team များအလုပ်ပို့လို့ရတယ်ကျွန်တော်မနေ့ကတစ်နေ့လုံး pandemic ဖြစ်တဲ့ကပို့ပြီးလုပ်ရတယ်ကိုရှိနေတဲ့ resources တွေကလည်း online မှာလည်းအဆင်ပြေအောင်ပြန်ပြင်ရတာအကုန်လုံးတချို့လည်း channel တွေသုံးလို့မရတော့ဘူးပြီးတချို့ဟာတွေ hard copy နဲ့ရှိနေတာ soft copy ပြန်ပြောင်းရ PowerPoint တွေ edit ဒါမျိုးတွေရှိတယ်အဲ့တော့ကိုယ့် team members ကပို့ပြီးလုပ်လို့ရတယ် and those required should be done through technologies နော်and authenticity ဖြစ်လာတဲ့အခါမှာခုန corporate level adjustment တွေရှိရယ် self adjustment တွေရှိရယ် team require greater discretionary effort and then you have to use technologies နော်ဒါတွေက authenticity under pressure ဖြစ်လာတဲ့အခါမှာအများကြီးဖြစ်တယ်ဒါပေမဲ့လည်း authentic leadership မှာ feature 3ခုရှိတယ်အဲ့ feature တွေကပထမတစ်ခုက self awareness ရှိတယ်နောက်တစ်ခါကျလို့ရှိရင် relational transparency ကိုယ့်ကိုယ်လည်းကိုဘာလိုအပ်နေလဲကိုဘာမှာတော့ကောင်းလဲဘလို့အခြေအနေရှိနေလဲဆိုတော့ကိုယ့်ကိုသိတယ်ပြီးရင်လည်းသူများတို့လည်း transparency relationship လုပ်တယ်အခုနကကျွန်မပြောခဲ့တဲ့စာပါလဲ article 9ခုတိုင်းမဟုတ်မနေဘူးလားနော် internalize moral perspective အဲ့တော့ကိုယ့်ရဲ့အထဲမှာလည်း moral နော် moral honest ဖြစ်တဲ့ kind ဖြစ်တဲ့ fair ဖြစ်တဲ့ accountability ယူတဲ့ optimism ယူတဲ့ internalize moral perspective လည်းရှိနေတယ် balance processing decision making လုပ်တဲ့အခါမှာလုပ်ငန်းအတွက်ကောနောက်တစ်ခါကြာလို့ရှိရင် any kind of viewpoint မျိုးနဲ့စဉ်းစားနိုင်တာ balance processing ပြောတာပေါ့နော်ဆိုတော့အဲ့ဒီလေးခုလည်းရှိရဲ့အခါမှာကျွန်တော်ကြည့်တဲ့အခါမှာဒီ authentic leadership ကတော့ uncertainty တခြားသော leadership style တွေကအခြေအနေ stable ဖြစ်တဲ့အခါမှာအဆင်ပြေနေနိုင်ပေမဲ့လို့မြန်ဆန်ဆုံးဖြတ်ရမယ်နောက်တစ်ခါ intention မှန်နဲ့လိုအပ်ရင်ဘာဖြစ်လဲကိုယ့်ရဲ့ organization တစ်ခုလုံးရဲ့ plan တွေstrategy တွေ vision တွေ mission တွေအကုန်ပြောင်းချလိုက်ရမယ်ဆိုတဲ့အနေအထားမျိုးမှာ authentic leadership ရဲ့ features တွေကအလုပ်ဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နော်အဲ့တော့ဘယ်လို leader ဘယ်လိုမျိုး authenticity ကိုဖြစ်အောင်လုပ်မလဲနော်ကို authentic ဖြစ်လာအောင်လုပ်မလဲဆိုရင်ဘာဖြစ်လဲ explore their life story နော်အဲ့တော့ authentic ဖြစ်တဲ့သူတွေကလည်းဘယ်လို authentic ဖြစ်သလားတလဲနော် authentic leader can learn about themselves as a good way to become more true to themselves ကိုအကြောင်းလည်းကိုပြန်ပြီးစဉ်းစားမယ်เนาะအဲကို explore life story ပေါ့နော်ဘယ်နေရာမှာဘယ်လိုဖြစ်လို့ငါတော့ဘယ်လိုဖြစ်တယ်ပြီးတော့ authentic leader life story တွေလည်းဖတ်ကြည့်တဲ့အခါမှာငါလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်လာတယ် take time to reflect အရေးကြီးဆုံးဘာလဲဆိုရင် authenticity ရှိဖို့ကကိုယ့်အကြောင်းမှမဟုတ်တဲ့တူပြဿနာခေါင်းဆောင်တွေ manager တွေ leader ရဲ့ခေါင်းဆောင်တွေကကိုယ့်အကြောင်းကိုမသိတာအခက်ခဲဆုံးပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကိုသူတို့အဟုတ်ထင်နေတာပေါ့နော်သူရဲ့အားတာချက်ကိုပဲသူကမြင်ပြီးတော့သူရဲ့အားနည်းချက်ကိုသူတို့မမြင်ဘူးကိုအမှန်တိုင်းမမြင်တဲ့ပြဿနာကလူတွေနဲ့အလုပ်လုပ်တဲ့အခါမှာအဆိုးပါဆုံးပဲအဲ့တော့ကိုအမှန်တိုင်းမြင်နိုင်ရမယ် take time to reflect seek out feedback တခါလေကိုမမြင်နိုင်ဘူးဆိုပါဖြစ်လေ
feedback တောင်းမယ်အဲ့တော့ feedback လေးရလာရင်လည်းမကြိုက်သေးဘူးစိတ်ဆိုးတာတကုံပဲအခုဆို online ဆက်လေးဆိုလို့နော် feedback တွေရလာရင်စိတ်ဆိုးတာတကုံအဲ့ကိုပါစေပို့မယ်ပါဆိုရဲခါကြတော့feedback ရလာလို့ရှင်လည်းဘာဖြစ်လဲကိုကလက်ခံနိုင်ရမယ်အဲ့ feedback ထဲမှာတော့ကိုyou can filter လေနော် you can filter ကောင်းတဲ့ feedback ရှိတယ်ဒါဆိုတော့ကိုကလိုက်လို့ရမှာပေါ့တခါလေကျတော့ဟာအမုန်းသူကပြောနေဟာဆိုတော့ you can neglect ပေါ့နော်အဲ့360နဲ့ပတ်သက်လို့HR ဆိုတဲ့ topic ရောက်လာလို့ရှိရင်เนาะကျမရခဲ့ဘူးတဲ့ feedback နဲ့ကျမဘယ်လို handle လုပ်လဲကျမ failure ဘာတွေဖြစ်ခဲ့လဲဒါမျိုးတွေကျမဆွေးနွေးမှာပေါ့เนาะဒီနေရာမှာတော့မဆွေးနွေးသေးဘူးအဲ့တော့နောက်တစ်ခါကျတော့ဗာလဲဆို understand their leadership style ကို authentic leader လို့ပြောရရင် leadership style တစ်ခုကိုyou don't know you have to come up with your own leadership naturally no in the situation happen no အဲ့ဒီခါကျတော့ the understand ကိုယ့်ရဲ့ leadership style တော့ဘယ်လိုလဲကျမရဲ့ leadership style ဆိုတော့ဘယ်လိုလဲဆိုတော့ကျမဆိုကိုယ့်ကိုပြန်စဉ်းစားရလေကျမတို့ structural four frame ရောက်လာရင်ပို့ပြောပါမယ်နော် four frame leading အောက်က four frame leadership ရောက်လာရင်ပို့ပြောမှာကျမဆို structural ကျမဖြစ်တယ်အဲ့ဒီခါမှာကျမတချို့ဟာတွေhuman resource ဆိုဘာလို့အားတောင်ကျွန်တော်ပြန်လုပ်ရတယ်ဆိုတဲ့အပိုင်းတွေရှိတယ်အဲ့တော့ကိုယ့်ကိုငါတို့ဘယ်လို leadership style ဖြစ်တယ်ဆိုတာရှိတယ်အဲ့ဒီခါမှာလိုတာပူတာနဲ့တခြား leadership style နဲ့ကောင်းတာလေးကိုလုံနိုင်တာလေးမျိုးထည့်ပေါင်းရတာပေါ့နော်လုံးမလုံနိုင်တဲ့ leadership style တွေနဲ့ကိုယ့်ရဲ့ personality နဲ့ fit တယ်ဖြစ်တဲ့ leadership style တွေလည်းရှိပါတယ်အဲ့တော့critic လည်းရှိရယ် critic ပေါ့နော်authentic leadership နဲ့ပတ်သက်ပြီးတော့ critic ရှိရယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီလူတွေကကိုယ့်ရဲ့ vulnerability ကိုချပြဖို့လိုလို့လား honest လို့ပြောလို့ရှိရင်ရှိသမျှကိုယ့်ရဲ့နော်အဲ့လို vulnerability ရော honest situation နဲ့ပြောလို့ intention ကောင်းနဲ့ပြောရင်မရဘူးလားတော်ပြီမဟုတ်ဘူးလားဘာဖြစ်လို့ကိုယ့်ရဲ့အားနည်းချက်ပေါ့နော်ကိုယ့်ရဲ့အားနည်းချက်တို့ကိုယ့်ရဲ့ vulnerability တို့နော်အဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေကိုလူတိုင်းကိုပြောပြစရာလိုလားဆိုတော့ critic တွေရှိတယ်တခြား critic တွေလည်းရှိပါတယ်ဒီမှာဒီ critic တွေကိုတော့အသေးစိတ်မပြောတော့ဘူးဆိုတော့any kind of leadership style they do have a different kind of critics ပေါ့နော် critics တွေကတော့အများကြီးရှိနေမှာဖြစ်တယ်ဒီ survey လေးတော့အသေးစိတ်ကိုတော့ကိုယ့်ကိုပဲလေ့လာဖို့ရန်အတွက်ကျွန်မ